အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာခန်းကြီးကောစတိုဒီ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ညမှာတော့စာရေးသူမင်းမဟော်ရေးသားထားတော့လူမပြောနဲ့ခွေးတောင်ဝင်လို့မရတဲ့ကျင်းစာသင့်တောအုပ်ကြီးဆိုတဲ့ပရောလောကဇလန်လေးကိုပြောပြတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇလန်လေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်သွားပြီးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့အစွန်ကစိတ်ငြိမ်ရက်ွက်ကလေးတစ်ခုမှာမေသူတယောက်သူမရဲ့တူတဲ့သောသမီးလေးနှင်းစီနဲ့တူခက်ခဲပင်ပန်းသွားပဲရုန်းကန်နေရပါတယ်မေသူဟာခင်မွန်းဆုံးပါသွားပြီးတဲ့နောက်ပိုင်းမှာအလုံးမျိုးမျိုးလောက်ကိုင်းရင်းနဲ့နှင်းစီလေးကိုပြုစုဆောင်ရှောက်ခဲ့တာပါနှင်းစီလေးကမျက်စိမမြင်ပေမဲ့ထက်မြက်ပြီးတော့ချစ်စရာကောင်းပါတယ်ဒီနေ့မှာတော့မေသူအတွက်ကိုမျှော်လင့်မထားတဲ့အခွင့်အရေးတစ်ခုကပေါ်ပေါက်လာခဲ့ပါတယ်မန္တလေးမျိုးကစေယုံကြီးတစ်ခုမှာအလုပ်ရရှိခဲ့တာပါဒီအလုပ်ကလာသာကောင်းယုံတာမကပဲနေစီလေးရဲ့မျက်လုံးခွဲစိတ်ဖို့အတွက်ပါထောက်ပံ့ကြေးရရှိမှာဖြစ်လို့မေသူတယောက်ဝမ်းသာမဆုံးဖြစ်ခဲ့ရပါတယ်မနှက်ပြမနှက်ဆိုရင်အလုပ်စဝင်ရမှာဖြစ်လို့အချိန်မီရောက်ဖို့ကရေးကြည့်ပါတယ်ညဘက်ရောက်တော့မေသူနဲ့နှင်းစီတို့သားမိနှစ်ယောက်ဟာမန္တလေးကိုသွားမယ်နောက်ဆုံးကောက်စီးနှင်းလိုက်ပါလာခဲ့ကြပါတယ်ကားသမားကိုပုံမှန်ထက်ကိုနှစ်ဆပေးပြီးတော့အမြန်မောင်းခိုင်းခဲ့တာပါလမ်းခီးတစ်လျှောက်လုံးနှင်းစီလေးကမေသူရဲ့လက်ကိုတင်းတင်းဆုပ်ကင်ထားပြီးတော့စိတ်လှုပ်ရှားနေပါတယ်မေသူလည်းနှင်းစီလေးရဲ့မျက်လုံးတွေပြန်မြင်ရတော့မယ်ဆိုတဲ့အတွေးနဲ့ကိုပျော်ရွှင်နေခဲ့ပါတယ်ကားကတော့တောင်ပေါ်လမ်းတွေကိုကွေ့ပံမောင်းနေလာရင်းနဲ့လူသူကင်းမဲ့တဲ့တောအုပ်ကြီးတစ်ခုနားရောက်တော့ရုတ်တရက်ရက်တန့်သွားပါတော့တယ်ကားသမားကကားပြတ်သွားပြီဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာမေသူတယောက်ကစိတ်ပူသွားပါတယ်ဒီတောအုပ်ကြီးကရှမ်းပြည်နယ်မှာနာမည်ကြီးတယ်လူမပြောနဲ့ခွေးတောင်ဝင်လို့မရတဲ့ကျင်းစာသင့်တောအုပ်ကြီးလို့နာမည်ကြီးတဲ့နေရာပါလူမပြောနဲ့ခွေးတောင်ဝင်လို့မရတဲ့ကျင်းစာသင့်တောအုပ်ဆိုတာရှမ်းပြည်နယ်ရဲ့မြောက်ပိုင်းမှာဒန်းနာကြီးဆက်ဆန်းကိုနာမည်ကြီးတဲ့နေရာတစ်ခုပါပဲဒီတောအုပ်ကြီးဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကလူသားစားတယ်တရေ၆တယ်ဆိုတဲ့သတင်းတွေနဲ့ပြည့်နေခဲ့တာပါညဘက်ဆိုရင်တော့ဒီလမ်းကိုဖြတ်သွားဖြတ်လာလှုပ်ရဲတဲ့သူမရှိသလောက်ပါပဲကားသမားကကားကိုပြင်ဖို့ကြိုးစားနေပေမဲ့ခြေနေကမဟန်ပါဘူးမေသူတယောက်စိုးရင်စိတ်တွေကတိုးလာပါတယ်အင်းစီလေးကတော့အနားမှာငြိမ်သက်စွာကိုထိုင်နေပေမဲ့သူမရဲ့မျက်နှာလေးမှာစိုးရင်ပူပန်မှုအရိပ်ရောင်တွေကပေါ်နေပါတယ်မေမေနှင်းစီအိမ်သာသွားခြင်းနဲ့နှင်းစီလေးကတိုးတိုးလေးပြောလိုက်တော့မေသူတယောက်ဟာပို့ပြီးတော့စိတ်ပူသွားပါတယ်ဒီလိုတောနဲ့ကြီးတွေမှာအိမ်သားကဘယ်နှရှိမှလဲကာသမားအနီးနားမှာကုန်းရဆိုင်ရေးတဆိုင်ရှိကြောင်းအဲ့ဒီနားမှာအိမ်သားလေးရှိနိုင်ကြောင်းပြောပြပါတယ်မေသူလည်းအခြားရွေးစရာမရှိတာနဲ့နှင်းစီလေးကိုလက်ဆွဲပြီးတော့ကုန်းရဆိုင်လေးစီကိုရှောက်သွားခဲ့ပါတယ်ကုန်းရဆိုင်လေးကတဲအိုးလေးတစ်လုံးလိုပါပဲအထဲမှာတော့အသက်ကြီးကြီးဒေါ်ကြီးတယောက်ကထိုင်းနေပါတယ်မေသူတို့သားမိကိုမြင်တော့ဒေါ်ကြီးကပြုံးပြပါတယ်အမီလေးကမျက်စိမမြင်ဘူးလားဒေါ်ကြီးကတော့နှင်းစီလေးကိုကြည့်ပြီးမေးလိုက်ပါတယ်မေသူကခေါင်းငိမ်ပြတော့ဒေါ်ကြီးကတနာတဲ့မျက်လုံးနဲ့ကြည့်ပါတယ်ပြီးတော့နှင်းစီလေးကိုမုတ်တစ်ခုပေးပါတယ်မေသူကညင်းပေမဲ့နှင်းစီလေးကယူစားလိုက်ပါတယ်အဲ့ဒီအချိန်မှာမေသူတယောက်ဒီမုံရဲ့နောက်ွယ်ကအန်တီရဲ့ကိုလုံးဝမသိခဲ့ပါဘူးကိုရဆိုင်ကအတော်ကြီးပေးတဲ့မုတ်ကိုစားပြီးတဲ့နောက်ပိုင်းမှာနှင်းစီလေးရဲ့အပြုတ်မှုတွေကထူးဆန်းလာပါတယ်သူမဟာမမြင်ရတဲ့အရာတွေကိုစကားပြောတတ်လာပြီးတော့မျက်စိမမြင်ပေမဲ့လေတောအုပ်ထဲကကွေ့ပန်နေတဲ့လမ်းတွေကိုအံ့ဩစရာကောင်းလောက်အောင်ကိုအသေးစိတ်ကိုဆွဲပြတတ်လာပါတယ်မိသူတယောက်သမီးလေးရဲ့အချိန်တွေကိုကြည့်ပြီးတော့ပို့ပြီးတော့စိုးရင်ပူပန်လာပါတယ်ကားသမားကကားကိုပြင်လို့မရတော့တာကြောင့်မိသူတို့သားမိကိုအနည်းဆုံးရွာကိုလိုက်ပို့ပေးဖို့ကမ်းလှမ်းပါတယ်မိသူလည်းအခြားရွေးစရာမရှိတာနဲ့ကားသမားနဲ့တူရွာကိုလိုက်သွားခဲ့ပါတယ်လမ်းတစ်လျှောက်လုံးနှင်းစီလေးကတော့တိတ်ဆိတ်နေပြီးတော့တခါမှမေသူရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်းရင်းနဲ့တုံရင်နေတတ်ပါတယ်ရောက်တော့မေသူဟာသူမရဲ့ဝင်းခွဲညမတီတာစီကိုတွားရောက်ခဲ့ပါတယ်တီတာကမေသူတို့သားမိကိုနှွေးထွေးစွာကြိုဆိုပြီးတော့နှင်းစီလေးရဲ့အခြေအနေကိုသိတော့စိတ်မကောင်းဖြစ်ရပါတယ်တီတာကဒီတော့အကြီးနဲ့ပတ်သက်တဲ့ဒဏ္ဍာရီတွေကိုကောင်းကောင်းသိသူပါ
တီတာကတော့မေသူကိုရွာကလူတွေပြောနေကြတဲ့ဒေါ်ရီဆိုတဲ့နတ်ဝင်တဲ့အကြောင်းပြောပြပါတယ်ဒေါ်ရီဟာဒီတောအုပ်ကြီးရဲ့လှုပ်ဝဲချက်တွေကိုသိပြီးတော့နန္ဒာဘိုးအနေနဲ့ဆက်သွယ်နိုင်တယ်လို့နာမည်ကြီးပါတယ်မေသူလည်းသမီးလေးအတွက်ကိုဘာမဆိုလုပ်မယ်ဆိုတဲ့စိတ်နဲ့ဒေါ်ကြီးစီကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်မေသူနဲ့တီတာတို့နှစ်ယောက်ဟာဒေါ်ကြီးရဲ့အိမ်ကိုသွားရောက်ခဲ့ပါတယ်ဒေါ်ကြီးရဲ့အိမ်ကရွာရဲ့အစွန်ဖျားမှာရှိပြီးတော့တိတ်ဆိတ်ပြီးငြိမ်သက်နေပါတယ်အိမ်ထဲကိုရောက်တော့ဒေါ်ကြီးဟာသူတို့ကိုပြုံးပြီးတော့ကြိုးဆိုပါတယ်မေသူကတော့နင်းစီလေးရဲ့အကြောင်းပြောပြတော့ဒေါ်ကြီးကစိတ်ရှည်လက်ရှည်ကိုနားထောင်ပါတယ်ဒေါ်ကြီးကနင်းစီလေးကိုမြင်ဘူးကျင်တယ်လို့ပြောတာကြောင့်မေသူတို့သားအမိကိုနောက်နေ့မနေ့မှပြန်လာဖို့ချိန်ဆခဲ့ပါတယ်မေသူလည်းစိတ်မချမ်းသာတော့နဲ့တီတာနဲ့တူအိမ်ကိုပြန်လာခဲ့ပါတယ်ညဘက်ရောက်တော့နင်းစီလေးဟာအိတ်မပြောပဲတညာလုံးငိုကြွေးနေပါတယ်သူမရဲ့မျက်လုံးတွေကလည်းကြောက်လန့်နေတဲ့ပုံစံမျိုးတွေဖြစ်နေပါနောက်နေ့မနက်မှာတော့မေသူနဲ့နင်းစီတို့သားမိနှစ်ယောက်ဟာဒေါ်ကြီးစီကိုပြန်သွားခဲ့ကြပါတယ်ဒေါ်ကြီးကနင်းစီလေးကိုကြည့်ပြီးတော့ခေါင်းခါပါတယ်ပြီးတော့မေသူကိုစိတ်မကောင်းစွာနဲ့ပြောပြပါတယ်သမီးလေးကိုနမ်းမိဆိုတဲ့နန္နာဘိုးကပူးကန်နေပြီနမ်းမိကဒီတောကြီးကိုစောင့်ရှောက်တဲ့နတ်သမီးတစ်ပါးပါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူ့ကိုပေးထားတဲ့ဂရီတစ်ခုကိုမတီးလို့အခုလိုမျိုးတွေလိုက်ပြီးတော့နှောက်ယှက်နေတာဒေါ်ကြီးရဲ့စကားကြောင့်မေသူတယောက်အထိတ်လန့်တုန်လှုပ်သွားပါတယ်ဒေါ်ကြီးကတော့နမ်းမေကိုနှင်းစီလေးစီကနေထွက်သွားအောင်လုပ်ဖို့စီတောအုပ်ကြီးထဲမှာရှိတဲ့နမ်းမေရဲ့နှက်ကွန်းမှာပူဇော်ပါသားရမယ်လို့ပြောပြပါတယ်မေသူလည်းတမီလေးအတွက်ကိုအာမဆိုလုံမယ်ဆိုတဲ့စိတ်နဲ့ဒေါ်ကြီးပြောတဲ့အတိုင်းကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒေါ်ကြီးရဲ့စကားကြောင့်မေသူတယောက်ခြေမကင်မီလက်မကင်မီဖြစ်သွားပါတယ်တမီလေးနှင်းစီကိုနန္နာဘွားပူးကတ်နေတယ်ဆိုတာသူဘလို့မှမယုံနိုင်ခဲ့ပါဘူးဒါမဲ့နှင်းစီလေးရဲ့ထူးဆန်းတဲ့အပြုတ်မှုတွေမမြင်ရတဲ့အရာတွေနဲ့စကားပြောနေတာတွေမျက်စိမမြင်ပဲလမ်းမြေပုံတွေကိုဆွဲပြနေတာတွေကိုပြန်စဉ်းစားမိတော့ဒေါ်ကြီးပြောတာမှန်နေမလားလို့တန်တရားဝင်လာပါတယ်ဒေါ်ကြီးဒါဆိုရင်ကျမသမီးလေးကိုဘယ်လိုကယ်ရမလဲကျမဘာလုပ်ရမလဲမေသူကမျက်ရည်တွေဝဲပြီးတော့မေးလိုက်ပါတယ်ဒေါ်ကြီးကမေသူရဲ့လက်ကိုဖမ်းဆုပ်ပြီးတော့နှစ်သိမ့်ပါတယ်စိတ်မပူပါနဲ့သမီးရေနမ်းမေကိုနှင်းစီလေးစီကနေထွက်သွားလုပ်လို့ရပါတယ်ဒါပေမဲ့နည်းနည်းတော့အန်ဒီရင်များနေဒေါ်ကြီးကနမ်းမေကိုပူဇော်ပါသားရမယ့်စီစဉ်တွေကိုရှင်းပြပါတယ်တောအုပ်ကြီးထဲမှာရှိတဲ့နမ်းမေရဲ့နတ်ကုန်းကိုသွားရမှာဖြစ်ပြီးတော့အဲ့ဒီမှာရှေးအောင်တလေးထုံတန်းအတိုင်းကိုပူဇော်ပါသားမှုတွေပြုလုပ်ရမှာပါအဲ့ဒီပူဇော်ပါသားမှုတွေထဲမှာနမ်းမေကြိုက်တဲ့အစားအစာတွေပန်းတွေအမွှေးနတ်နာတွေပါဝင်ပါတယ်အရေးကြီးဆုံးကတော့လာမယ့်လာပြည့်ညမှာဒီအစီအစဉ်ကိုလုပ်ရမှာဖြစ်ပြီးတော့အဲ့ဒီညဟာနမ်းမေရဲ့စွမ်းအားအတက်ဆုံးချိန်ဖြစ်တယ်လို့ဒေါ်ကြီးကတော့ပြောပြပါတယ်မေသူလည်းသမီးလေးအတွက်ကိုဘာမဆိုလုပ်မယ်ဆိုတဲ့စိတ်နဲ့ဒေါ်ကြီးပြောတဲ့အတိုင်းကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်တီတာကလည်းမေသူကိုကူညီဖို့ဆုံးဖြတ်ပါတယ်ဒါပေမဲ့ဒီတောအုပ်ကြီးတဲ့ကိုညာဘက်ကိုသွားရမှာဖြစ်လို့သူတို့အတွက်ကိုအဖော်တယောက်တော့လိုအပ်နေပါတယ်မေသူနဲ့တီတာတို့ဟာတောအုပ်ကြီးတဲ့ကိုညာဘက်သွားဖို့အတွက်ကိုအဖော်ရှာဝေခဲ့ပါတယ်နောက်ဆုံးတော့ရွာကကားသမားကိုအောင်ကိုအကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်ကိုအောင်ဟာဒီတောအုပ်ကြီးရဲ့လမ်းကြောင်းတွေကိုကျွမ်းကျင်သူဖြစ်ပြီးတော့အန်ဒီရတွေကိုလည်းရင်ဆိုင်ဘူးသူပါကိုအောင်ကမေသူတို့ရဲ့အဖြစ်အပျက်ကိုကြားတော့အံ့ဩသွားပါတယ်သူလည်းဒီတောအုပ်ကြီးရဲ့ဒဏ္ဍာရီတွေကိုကြားဖို့ပေမဲ့တကယ်လို့နာနာဘိုးတွေရှိတယ်ဆိုတာကိုတော့မယုံကြည်ခဲ့ပါဘူးဒါပေမဲ့မေသူရဲ့မျက်ရည်တွေနဲ့နှင်းစီလေးရဲ့အခြေအနေကိုမြင်တော့ကုညီဖို့သဘောတူလိုက်ပါတယ်လာပြင်းညရောက်တော့မေသူတီတာနဲ့ကိုအောင်တို့၃ယောက်ဟာဒေါ်ရီပေးထားတဲ့ပစ္စည်းတွေနဲ့တူတောအုပ်ကြီးတွေကိုထောက်ခွာလာခဲ့ပါတယ်နှင်းစီလေးကိုတော့တီတာရဲ့အိမ်မှာထားခဲ့ပါတယ်တောအုပ်ကြီးတွေကိုရောက်တော့လာရောင်ကတပ်ပင်နေကြားခါနေထိုးပေါက်ဝင်ရောက်နေပြီးတော့တိတ်ဆိတ်မှုကသူတို့ကိုဖီစည်းနေပါတယ်လမ်းတစ်လျှောက်လုံးမှာကိုအောင်ကအရှိကနေဥဆောင်ပြီးတော့တီတာနဲ့မေသူကနောက်ကနေလိုက်ပါလာခဲ့ပါတယ်နှင်းစီလေးဆွဲပြခဲ့တဲ့မြေပုံတွေကလည်းသူတို့အတွက်ကိုလမ်းပြအဖြစ်ကိုအထောက်ကူပြုတ်နေပါတယ်ဒါပေမဲ့တောအုပ်ကြီးတွေကအတန်တွေအရေးတွေကသူတို့၆လန့်နေပါတယ်တခါတခါမှမမြင်ရတဲ့အရာတွေကသူတို့နားကနေဖြတ်သွားသလိုခံစားရပါတယ်တောအုပ်ကြီးတွေကိုနတ်ဆိုင်စွာဝင်ရောက်လာလေအဝင်းကျင်ကပိုးပြီးတော့ထူးဆန်းလာလေပါပဲတစ်ပင်တွေကပုံမှန်မဟုတ်ဘဲနဲ့ကွေးကောက်နေပြီးတော့မြေပြင်မှာလည်းထူးဆန်းတဲ့အမှတ်သားတွေကတွေ့လာရပါတယ်
ကိုအောင်ကဒီလိုနေရာမျိုးတစ်ခါမှမရောက်ဖူးကြအောင်ပြောပါတယ်ရုတ်တရက်ဆိုသလိုလေပြင်းတစ်ချက်တိုက်ခိုက်လာပြီးတော့တပ်ပင်တွေကတုံးဝုန်းနဲ့လဲကြလာပါတယ်မေသူတို့၃ယောက်ဟာကြောက်လန့်တကြားနဲ့ပြေးလွှားပုန်းဆောင်ခဲ့ရပါတယ်လေပြင်းတိုက်ခိုက်မှုရပ်သွားတော့သူတို့ပဝင်းကျင်ကပိုပြီးတိတ်ဆိတ်သွားပါတယ်အဲ့ဒီတိတ်ဆိတ်မှုကပိုပြီးတော့ကြောက်စရာကောင်းပါတယ်ရှေ့ဆက်လျှောက်လာရင်းနဲ့သူတို့ဟာကြောက်တုံးကြီးနဲ့ပြုတ်လုထားတဲ့နတ်ကုန်းတစ်ခုတွေ့လိုက်ရပါတယ်နတ်ကုန်းကတော့ဟောင်းနှမ်းနေပြီးတော့ပဝင်းကျင်မှာလေတပ်ပင်နေနဲ့ຫນွယ်ပင်တွေကဖုံးအောင်နေပါတယ်ဒါဒေါ်ကြီးပြောတဲ့နမ်းမေရဲ့နတ်ကုန်းဖြစ်ကြောင်းသူတို့သိလိုက်ပါတယ်နတ်ကုန်းသားရောက်တော့မေသူတယောက်ရင်းနေတုံးလာပါတယ်သူမရဲ့သမီးလေးကိုကယ်တင်ဖို့အတွက်ကိုဒီအန်ဒီရဲတွေကိုရင်ဆိုင်ရမှာပါဒေါ်ကြီးပေးထားတဲ့ပစ္စည်းတွေကိုထုတ်ပြီးတော့ဦးစောပါသားဖို့ပြင်ဆင်ပါတယ်တီတာနဲ့ကိုအောင်ကလည်းမေသူကိုကူညီပေးပါတယ်ဦးစောပါသားမှုတွေစတင်တော့မေသူကတော့နမ်းမေကိုတောင်းပန်စကားတွေပြောပါတယ်နင်းစီလေးကိုလှုပ်ပေးဖို့သူမတို့သားမိကိုမှတ်နောက်ဆက်ဖို့တောင်းပန်ပါတယ်အဲ့ဒီအချိန်မှာနတ်ကုန်းပဝန်းကျင်ကလေတွေကပို့ပြီးတော့ပြင်းထန်လာပြီးတော့တပ်ပင်တွေကလည်းတဝုံဝုံနဲ့လှုပ်ခတ်လာပါတယ်ဦးစောပါသားမှုတွေပြုတ်လုံနေစဉ်မှာပဲနတ်ကုန်းထဲကနေအလင်းရောင်တစ်ခုကထွက်ပေါ်လာပါတယ်အဲ့ဒီအလင်းရောင်ကတဖြည်းဖြည်းနဲ့ပို့ပြီးတောက်ပလာပြီးနမ်းမေရဲ့ပုံရိပ်ကိုမြင်လာရပါတယ်နမ်းမေကလှပင်မဲ့ကြောက်စရာကောင်းတဲ့မျက်နှာနဲ့သူတို့စိုက်ကြည့်နေပါတယ်နမ်းမေကမေသူ့ဒေါသကြီးနဲ့စကားပြောပါတယ်မင်းတို့လူတွေကဂတိမတည်ဘူးငါ့ကိုပေးထားတဲ့ဂတိကိုမင်းတို့ဖျက်ခဲ့အခုတော့မင်းသမီးလေးဟာငါ့ရဲ့ပိုင်ဆိုင်မှုပဲနမ်းမေရဲ့တန်ကတောအုပ်ကြီးတစ်ခုလုံးကိုဟိမ့်ထွက်သွားပါတယ်မေသူကတော့နမ်းမေကိုတောင်းပန်ပါတယ်နမ်းမေရဲ့ကျမတို့ဘိုးဘွားတွေလုပ်ခဲ့တဲ့အမှားအတွက်ကိုကျမတောင်းပန်ပါတယ်ကျမသမီးလေးကဘာမှမသိပါဘူးသူ့လှုပ်ပေးပါနော်မေသူကတော့မျက်ရည်တွေနဲ့တောင်းပန်နေပါတယ်အမေနမ်းမေကမေသူရဲ့စကားကိုနားမထောင်ပါဘူးသူမရဲ့မျက်လုံးတွေကပိုပြီးညီရဲလာပြီးတော့မေသူတို့စီကိုတဖြည်းဖြည်းချင်းကိုတိုးဝင်လာပါတယ်တီတာနဲ့ကိုအောင်ကမေသူကိုကာကွယ်ဖို့ကြိုးစားပေမဲ့နမ်းမေရဲ့စွမ်းအားကသူ့ထက်ကိုအများကြီးကိုတာလို့နေပါတယ်နမ်းမေကမေသူကိုဖမ်းဆုပ်ဖို့ကြိုးစားနေစဉ်မှာပဲဒေါ်ရီပေးထားတဲ့အဆောင်တစ်ခုကနေလင်းရောင်တစ်ခုတွေထွက်ပေါ်လာပါတယ်အဲ့ဒီလင်းရောင်ကနမ်းမေကိုနောက်ပြန်ဆုပ်သွားစေပါတယ်ဒေါ်ရီကဒီဆောင်ကနမ်းမေကိုခဏတောင်ထိန်းချုပ်နိုင်တယ်လို့ပြောခဲ့ဘူးပါတယ်မေသူတို့၃ယောက်ဟာအချိန်မဆိုင်ပဲနဲ့နတ်ကုန်းကနေထွက်ပြေးဖို့ကြိုးစားပါတယ်ဒါပေမဲ့တောအုပ်ကြီးတွေကလမ်းတွေကပိုပြီးရှုပ်ထွေးလာပြီးတော့သူတို့ဘယ်ကိုသွားရမှမသိတော့ပါဘူးနမ်းမေရဲ့တန်းကလည်းသူတို့နောက်ကနေလိုက်ပါလာနေပါတယ်တောအုပ်ကြီးထဲမှာလမ်းပြောင်းနေတဲ့မေသူတို့၃ယောက်ဟာကြောက်လန့်နေကြနဲ့ပြေးလွှားနေကြပါတယ်နမ်းမေရဲ့တန်းကသူတို့နားထဲမှာပဲ့တင်ထက်နေပြီးတော့ခြေလမ်းတိုင်းကအသက်လူပြေးနေရတယ်လို့ပါပဲကိုအောင်ဝါရှိကနေဥဆောင်ပြီးတော့လမ်းရှာနေပြီမဲ့တောအုပ်ကြီးကပိုပြီးနှက်ဆိုင်လာတယ်လို့ခံစားရပါတယ်ရုတ်တရက်ဆိုသလိုကိုအောင်တယောက်ကခြေချော်ပြီးလဲကျသွားပါတယ်သူ့ရဲ့ခြေထောက်ကကြောက်တုံးတစ်ခုနဲ့ထိမိပြီးတော့နာကျင်သွားပါတယ်မေသူနဲ့အသေးတာတို့ကကိုအောင်ကိုထူပေးပြီးတော့ဆက်လျှောက်ဖို့ကြိုးစားပေမဲ့ကိုအောင်ကတော့ခြေထောက်နာနေလို့ကောင်းကောင်းမလျှောက်နိုင်တော့ပါဘူးအဲ့ဒီအချိန်မှာပဲသူတို့အနောက်ကနေနမ်းမေရဲ့အရေးတစ်ခုကထွက်ပေါ်လာပါတယ်နမ်းမေကသူတို့ကိုစိုက်ကြည့်နေပြီးတော့သူမရဲ့မျက်လုံးတွေကမီးလိုနီးရဲနေပါတယ်မေသူတို့၃ယောက်ကဘာလို့ရမှမသိပဲကြောက်လန့်ကြအောင်ရက်တန်နေကြပါတယ်နမ်းမေကသူတို့အစီကိုတဖြည်းဖြည်းချင်းကိုတိုးဝင်လာပါတယ်မေသူကအနှင်းစီလေးကိုကယ်တင်ဖို့အတွက်ကိုနမ်းမေကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူမဒေါ်ရီပေးထားတဲ့ဆောင်ထုတ်ပြီးတော့နမ်းမေကိုချိန်ရွယ်လိုက်ပါတယ်အဆောင်ကနေအလင်းရောင်တစ်ခုကထွက်ပေါ်လာပြီးတော့နမ်းမေကိုထိမှန်သွားပါတယ်နမ်းမေကနာကျင်စွာအော်ဟစ်လိုက်ပြီးတော့နောက်ပြန်သုတ်သွားပါတယ်ဒါပေမဲ့သူမလုံးဝပျောက်ကွယ်သွားတာတော့မဟုတ်ပါဘူးအဝေးကနေသူတို့ကိုစိုက်ကြည့်နေသေးပါပဲမေသူတို့၃ယောက်ဟာဒီအခွင့်အရေးကိုတုံးချပြီးတော့ကိုအောင်ကိုထူဟာဆက်လက်ပြီးတော့ထွက်ပြေးခဲ့ပါတယ်ကိုအောင်ရဲ့ခြေထောက်ကနာကျင်နေပေမဲ့သူကအန်ကြည့်ပြီးတော့ဆက်လျှောက်ပါတယ်မေသူနဲ့တီတာတို့ကလည်းကိုအောင်ကိုဘေးကနေတွေ့ပြီးကူညီပေးပါတယ်သူတို့၃ယောက်ဟာတောအုပ်ကြီးတဲ့ကနေမြန်ဆုံးထွက်ဖို့ကိုကြိုးစားနေကြပါတယ်လမ်းတစ်လျှောက်လုံးမှာလည်းနမ်းမေရဲ့အရေးတွေကသူတို့၆လန့်နေသေးပါပဲတခါမှနမ်းမေရဲ့အတန်ကသူတို့နားထဲမှာပဲ့တင်ထပ်လာပြီးတော့သူတို့ကိုပို့ပြီးတော့ကြောက်လန့်စေပါတယ်မေသူတယောက်ကစိတ်ဓာတ်ကျနေပေမဲ့နင်းစီလေးရဲ့မျက်နှာကိုမြင်ရောက်ပြီးတော့အားတင်းပြီးတော့ဆက်လျှောက်ပါတယ်မနက်မိုးလင်းကန်ကြီးတော့သူတို့ဟာတောအုပ်ကြီးရဲ့အစွန်ဖြောက်ရောက်ရှိလာပါတယ်အဝေးမှာရွာရဲ့မီးရောင်တွေကိုမြင်ရတော့သူတို့၃ယောက်ဟာဝမ်းသာအားရဖြစ်သွားပါတယ်ဒါပေမဲ့သူတို့စိတ်မချရသေးပါဘူးနမ်းမေကသူတို့ကိုလိုက်လာနေစေဖြစ်နိုင်ပါတယ်
ရောက်ရောက်တော့သူတို့၃ယောက်ဟာဒေါ်ကြီးရဲ့အိမ်ကိုတန်းသွားခဲ့ပါတယ်ဒေါ်ကြီးကသူတို့အမြင်တော့စိတ်ပူနေတဲ့မျက်နှာနဲ့ကြိုးဆိုပါတယ်မေသူကတော့ကြီးထဲမှာကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုဒေါ်ကြီးကိုပြောပြပါတယ်ဒေါ်ကြီးအားလုံးကိုစိတ်ရှည်လက်ရှည်ကိုနားထောင်ပါတယ်ဒေါ်ကြီးကတော့နမ်းမေရအလွယ်တကူလက်လျှော့မဲ့သူမဟုတ်ကြောင်းနှင်းစီလေးကိုလုံးဝလှုပ်ပေးဖို့ဆိုရင်နောက်ထပ်ပူဇော်ပါသမှုတွေကပြုတ်လို့ရအောင်မှဖြစ်ကြောင်းပြောပြပါတယ်မိသူတယောက်ကစိတ်သက်တွေကြာသွားပေမဲ့နှင်းစီလေးအတွက်ဆိုပြီးတော့ဘာမှမဆိုလုပ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဒေါ်ကြီးကနမ်းမေကိုလုံးဝနေထုံးနိုင်ဖို့အတွက်ကိုနောက်ထပ်ပူဇော်ပါသမှုတွေကိုပြုတ်လို့ရမယ်အကြောင်းရှင်းပြပါတယ်ဒီတစ်ခါမှာတော့နမ်းမေရဲ့စွမ်းအားကိုလုံးဝချုံးနေနိုင်မယ်ခြေအောင်ပစ္စည်းတစ်ခုရှာဖွေရမှာဖြစ်ပါတယ်အဲ့ဒီပစ္စည်းကတော့နမ်းမေရဲ့ကြေးမုံလို့ခေါ်တယ်မှန်တစ်ချက်ပါနမ်းမေရဲ့ကြေးမုံဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကတောအုပ်ကြီးထဲမှာပျောက်ဆုံးနေတာဖြစ်ပြီးတော့ဘယ်သူမှရှာမတွေ့နိုင်ခဲ့ပါဘူးဒေါ်ကြီးကဒီကြေးမုံကိုရှာဖွေနိုင်ဖို့အတွက်ကိုခြေအောင်စာပေတွေတဲကနေသဲလွန်စားတွေကိုရှာဖွေပေးပါတယ်မေသူတီတာနဲ့ကိုအောင်တို့၃ယောက်ဟာနမ်းမေရဲ့ကြေးမုံကိုရှာဖွေဖို့အတွက်ကိုနောက်တစ်ချိန်တောအုပ်ကြီးတွေကိုဝင်ရောက်ဖို့ပြင်ဆင်ကြပါတယ်ဒီတစ်ခါမှာတော့သူတို့ဟာပို့ပြီးတော့ပြင်ဆင်ထားပါတယ်ဒေါ်ကြီးကသူတို့အန်ဒီယေကနေကာကွယ်ပေးနိုင်မယ်အဆောင်တွေစေးမြစ်တွေကိုပေးပါတယ်နင်းစီလေးရဲ့ခြေနေကလည်းပို့ပြီးတော့ဆိုးရွားလာခဲ့ပါတယ်သူမဟာတနေ့တခြားပို့ပြီးအားနေလာပြီးတော့နမ်းမေရဲ့လွှမ်းမိုးမှုကပို့ပြီးတော့ပြင်းထန်လာခဲ့ပါတယ်မိသူတယောက်သမီးလေးကိုမြင်ရတော့ရင်ထဲမှာမချိမဆန့်ခံစားရပါတယ်တောအုပ်ကြီးတဲ့မဝင်ခင်မှာမိသူကနှင်းစီလေးကိုဂရီပေးပါတယ်မေသမီးလေးကိုဘလို့နီးနေဖြစ်ဖြစ်ကဲတင်မှာပါသမီးလေးပြန်မြင်ရအောင်လေမေအစွမ်းကုန်စူးစမ်းမှာပါနှင်းစီလေးကမေသူရဲ့လက်ကိုတင်းတင်းဆုပ်ကင်ပြီးတော့ခေါင်းငိတ်ပြပါတယ်နမ်းမေရဲ့ရေမုံကိုရှာဖွေဖို့အတွက်ကိုမေသူတို့၃ယောက်ဟာတောအုပ်ကြီးတွေကိုနောက်တစ်ချိန်ဝင်ရောက်လာခဲ့ပါတယ်ဒီအခါမှာတော့သူတို့ကပိုးပြီးတတိထားပြီးတော့ရှောက်လန်းကြပါတယ်ဒေါ်ကြီးပေးထားတဲ့အဆောင်တွေကသူတို့အန်ဒီယေကနေကာကွယ်ပေးနေပါရှေးအောင်စာပေတွေကတဲလွန်စားတွေရကိုနမ်းမေရဲ့ကြေးမုံဟာတောအုပ်ကြီးရဲ့အလဲဘဝမှာရှိတယ်ရှေးအောင်ဖះเจ้าပြန်ကြီးတစ်ခုမှရှိတယ်လို့သိရပါတယ်အဲ့ဒီဖះเจ้าပြန်ကြီးကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကစွန့်ပစ်ထားတာဖြစ်ပြီးတော့လူသူရောက်ပေါက်နေတဲ့နေရာပါလမ်းတစ်လျှောက်လုံးမှာသူတို့ဟာထူးဆန်းတဲ့အတန်းတွေအရေးတွေနဲ့ကြုံတွေ့ရပါတယ်နမ်းမေရဲ့စွမ်းအားကတောအုပ်ကြီးတစ်ခုလုံးလွှမ်းမိုးထားတာကြောင့်သူတို့အချိန်တိုင်းတတိထားနေရပါတယ်ကိုအောင်ကတော့အရှိကနေလမ်းရှင်းပေးပြီးတော့တီတာဘေးကနေကူညီပေးပါတယ်ဖះเจ้าပြန်နာရောက်တော့သူတို့ဟာပို့ပြီးတတိထားကြပါတယ်ဖះเจ้าမြက်ကဟောင်းနှမ်းနေပြီးတော့ပဝင်းကျင်မှာလေတပ်ပိန်နေနဲ့နွယ်ပိန်တွေကဖုံးအုပ်နေပါတယ်အထဲကိုဝင်လိုက်တော့မှောင်မိုက်နေပြီးအေးဆက်နေပါတယ်ဖះเจ้าမြက်ထဲမှာသူတို့ကနမ်းမေရဲ့ကြေးမုံရှာဖွေခဲ့ပါတယ်နေရနေမှာရှေးအောင်စာတွေရေးထုတ်ထားပြီးတော့ပုံတွေလဲဆွဲထားပါတယ်အဲ့ဒီပုံတွေကနမ်းမေရဲ့တမိုင်းကြောင့်ဖော်ပြနေပါတယ်နမ်းမေဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဒီတောအုပ်ကြီးကိုစောင့်ရှောက်ခဲ့တဲ့နတ်သမီးတစ်ပါးဖြစ်ကြောင်းသူတို့သိလိုက်ပါတယ်ဖះเจ้าပြတ်ထဲမှာနမ်းမေဟာရေးမုံရှာဖွေနေစဉ်မှာပဲသူတို့ဟာလူဆန်းတဲ့အတန်တစ်ခုကြားလိုက်ရပါတယ်အဲ့ဒီအတန်ကဖះเจ้าပြတ်ရဲ့အောက်ခြေကနေထွက်ပေါ်လာတာပါဘယ်သူတို့၃ယောက်ဟာအတန်လာရောက်လိုက်သွားခဲ့ပါတယ်အောက်ခြေကိုရောက်တော့သူတို့ကမြေအောက်ခန်းတစ်ခုကိုတွေးလိုက်ရပါတယ်မြေအောက်ခန်းကမှောင်မိုက်နေပြီးတော့အေးဆက်နေပါတယ်အထဲကိုဝင်လိုက်တော့သူတို့ကနမ်းမေရဲ့ကြေးမုံတွေးလိုက်ရပါတယ်ကြေးမုံကတော့ကြောက်တုံးကြီးတစ်ခုပေါ်မှာတင်ထားပြီးတော့အဝင်းကျင်မှာလေရှေးအောင်ပစ္စည်းတွေကထားရှိထားပါတယ်နမ်းမေရဲ့ကြေးမုံကလှပပြီးမဲ့ကြောက်စရာကောင်းတဲ့အသွင်ပြင်ရှိပါတယ်ကြေးမုံရဲ့မျက်နှာပြင်မှာနမ်းမေရဲ့ပုံရိပ်ကထင်ဟပ်နေပါတယ်မေသူကကြေးမုံအထိဖို့စူးစမ်းလိုက်တော့ကြေးမုံကနေအလင်းရောင်တစ်ခုကထွက်ပေါ်လာပြီးတော့မေသူကိုနောက်ပြန်ဆုတ်သွားစေပါတယ်အဲ့ဒီအချိန်မှာပဲနမ်းမေရဲ့အတန်ကမြေရောက်ခန်းတစ်ခုလုံးဟိမ့်ထွက်သွားပါတယ်မင်းတို့ငါပစ္စည်းကိုမယူနိုင်ဘူးဒါငါရဲ့ပိုင်ဆိုင်မှုပဲနမ်းမေကသူတို့ဒေါသဒီနယ်ကိုစကားပြောပါတယ်မေသူတို့၃ယောက်ဟာနမ်းမေရဲ့ကြေးမုံကိုဘယ်လိုယူရမလဲဆိုတာစဉ်းစားနေကြပါတယ်ဒေါ်ကြီးကဒီကြေးမုံကိုယူဖို့ဆိုရင်နမ်းမေရဲ့ဆွမ်းအားကိုချုံးနေနိုင်မယ်အစီအစဉ်တစ်ခုလိုအပ်တယ်လို့ပြောခဲ့မှုပါတယ်နမ်းမေရဲ့ကြေးမုံယူဖို့အတွက်ကိုမေသူတို့၃ယောက်ဟာဒေါ်ကြီးပြောခဲ့တဲ့အစီအစဉ်ကိုပြန်စဉ်းစားကြပါတယ်ဒေါ်ကြီးကနမ်းမေရဲ့ကြေးမုံယူဖို့ဆိုရင်နမ်းမေရဲ့ဆွမ်းအားကိုချုံးနေနိုင်မယ်ရှေးရောင်းပု္ပ္ပာတစ်ခုဖြည့်ရှင်းရမယ်လို့ပြောခဲ့မှုပါတယ်အဲ့ဒီပု္ပ္ပာကတော့နမ်းမေရဲ့တမိုင်းကြောင်းနဲ့ပတ်သက်တဲ့ပု္ပ္ပာတစ်ခုပါပဲ
နမ်းမေကဘလို့ဖြစ်ပြီးတော့ဒီတောအုပ်ကြီးကိုစောင့်ရှောက်တဲ့နတ်သမီးဖြစ်လာတယ်လေသူမရဲ့ဂတိကဘာလဲဘာကြောင့်အခုလိုမျိုးလူတွေကိုနှောက်ယှက်နေရတယ်လဲဆိုတာဒီကိုဖြေရှင်းရမှာပါသူတို့ 3 ယောက်ဟာဖះเจ้าပြတ်တဲ့ကနေရန်နေမှာရေးထိုးထားတဲ့ရှေးအောင်စာတွေကိုလေ့လာကြပါတယ်အဲ့ဒီစာတွေကနမ်းမေရဲ့တမိုင်းကြောင်းဖော်ပြနေပါတယ်နမ်းမေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဒီတောအုပ်ကြီးကိုစောင့်ရှောက်ခဲ့တဲ့နတ်သမီးတစ်ပါးဖြစ်ကြောင်းသူမရွာကလူတွေနဲ့ဂတိတစ်ခုကိုပြုခဲ့ကြောင်းဒါပေမဲ့အဲ့ဒီဂတိကိုရွာကလူတွေကဖျက်ခဲ့တာကြောင့်နမ်းမေကဒေါသထွက်ပြီးလူတွေကိုနှောက်ယှက်နေတာဖြစ်ကြောင်းသူတို့သိလိုက်ပါတယ်နမ်းမေရဲ့ဂတိကတော့ရွာကလူတွေဟာတောအုပ်ကြီးကိုထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်ပြီးတော့တောအုပ်ကြီးတွေကတပ်ပင်တွေကိုမခုတ်ရဘူးအရိษံတွေကိုမတက်ရဘူးဆိုတဲ့ဂတိပါဒါပေမဲ့ရွာကလူတွေကအဲ့ဒီဂတိကိုဖျက်ခဲ့တာကြောင့်နမ်းမေကဒေါသထွက်ပြီးတော့အခုလိုမျိုးလူတွေကိုနှောက်ယှက်နေတာဖြစ်ပါတယ်ဘေသူတို့ 3 ယောက်ဟာနမ်းမေရဲ့ပု္ပ္ပစာကိုဖြည့်ရှင်းနိုင်ဖို့အတွက်ကိုနမ်းမေရဲ့တမိုင်းအကြောင်းကိုပို့ပြီးနက်ကိုလေ့လာကြပါတယ်သူတို့ကနမ်းမေကိုနားလည်ပေးဖို့ကြိုးစားပြီးတော့နမ်းမေရဲ့ဒေါသကိုပြေပြောင်းလုပ်ဖို့နီလန်ရှာဖွေကြပါတယ်နမ်းမေရဲ့တမိုင်းအကြောင်းလေ့လာရင်းနဲ့မေသူတို့ 3 ယောက်ဟာနမ်းမေရတကယ်တော့စိုးသွမ်းတဲ့နန္နာဘဝမဟုတ်ပဲဂတိဖြတ်ခံရတော့ဒေါသထွက်နေတဲ့နတ်သမီးတစ်ပါးဖြစ်ကြောင်းသိလိုက်ရပါတယ်သူမတောအုပ်ကြီးကိုအသက်နဲ့လဲပြီးတော့စောင့်ရှောက်ခဲ့သူပါမေသူကနမ်းမေကိုနားလည်ပြီးဖို့ကြိုးစားပါတယ်သူမနမ်းမေကိုတောင်းပန်စကားတွေပြောပြီးရွာကလူရဲ့အမားအတွက်ကိုတောင်းပန်ပါတယ်နမ်းမေရဲ့ဒေါသကိုပြေပြောင်းလုပ်ဖို့အတွက်ကိုနမ်းမေကြိုက်တဲ့ပန်းတွေအမွှေးနှံ့သားတွေနဲ့ပူဇော်ပါတာဖို့ဆုံးဖြတ်လိုက်ပါတယ်မေသူတို့ 3 ယောက်ဟာဖះเจ้าပြတ်တယ်မှာနမ်းမေအတွက်ကိုပူဇော်ပါတာမှုတွေပြုလုပ်ကြပါတယ်မေသူကနမ်းမေကိုစည်ရင်းမှန်နဲ့တောင်းပန်ပြီးတော့နမ်းမေရဲ့ဒေါသကိုပြေပြောင်းဖို့လုပ်ဖို့ကြိုးစားပါတယ်တီတာနဲ့ကိုအောင်ကလည်းမေသူကိုကူညီပေးပါတယ်ပူဇော်ပါတာမှုတွေပြုလုပ်နေစေမှာပဲနမ်းမေရဲ့ကျင်းမုံကနေလင်းရောင်တစ်ခုကထွက်ပေါ်လာပါတယ်အဲ့ဒီလင်းရောင်ကတဖြည်းဖြည်းနဲ့ပို့ပြီးတောက်ပလာပြီးတော့နမ်းမေရဲ့ပုံရိပ်ကကျင်းမုံထဲမှာပေါ်လာပါတယ်နမ်းမေကမေသူကိုစိုက်ကြည့်နေပြီးတော့သူမရဲ့မျက်လုံးတွေကအရင်လိုหนีရဲမနေတော့ပါဘူးနမ်းမေကမေသူကိုစကားပြောပါတယ်မင်းတို့ရဲ့စိတ်ရင်းမှန်ကိုငါသိပါတယ်ငါ့ကိုနားလည်ပေးတဲ့အတွက်လေကျေးဇူးတင်ပါတယ်နမ်းမေရဲ့အတန်ကတော့အရင်လိုကြောက်စရာမကောင်းတော့ပဲနူးညံ့လာပါတယ်နမ်းမေရဲ့စကားကြောင့်မေသူတယောက်ကဝမ်းသာတော့ပါတယ်နမ်းမေကသူမရဲ့ဒေါသတွေပြေပြောက်သွားပြီဖြစ်ကြောင်းနှင်းစီလေးကိုလည်းလှုပ်ပေးတော့မှဖြစ်ကြောင်းပြောပါတယ်ဒါပေမဲ့နမ်းမေကမေသူကိုဂရိတစ်ခုတောင်းပါတယ်အဲ့ဒီဂရိကတော့မေသူဟာတောအုပ်ကြီးကိုထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်ပြီးတော့ရွာကလူတွေကိုလည်းတောအုပ်ကြီးကိုမဖျက်ဆီးဖို့ပြောပြရမှာပါမေသူကတော့နမ်းမေရဲ့ဂရိကိုလက်ခံပြီးတော့တောအုပ်ကြီးကိုထိန်းသိမ်းစောင့်ရှောက်မယ်လို့ဂရိပေးပါတယ်နမ်းမေကမေသူကိုကျေးဇူးတင်ကြောင်းပြောပြီးတော့သူမရဲ့ကြေးမုံကိုပေးပါတယ်ကြေးမုံကနေလင်းရောင်တစ်ခုကထွက်ပေါ်လာပြီးတော့နှင်းစီလေးစီကိုရောက်ရှိသွားပါတယ်နှင်းစီလေးရဲ့ခန္ဓာကိုယ်ထဲကနမ်းမေရဲ့စွမ်းအားတွေကတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတယ်မေသူတို့ 3 ယောက်ဟာနမ်းမေရဲ့ကြေးမုံကိုယူပြီးတော့ဖះเจ้าပြက်ကနေထွက်ခွာလာခဲ့ပါတယ်တောအုပ်ကြီးတွေကလမ်းတွေကအရင်လိုကြောက်စရာမကောင်းတော့ဘဲနဲ့ပိုပြီးတိတ်ဆိတ်ပြီးငြိမ်သက်နေပါတယ်သူတို့ကရွာကိုအများဆုံးပြန်ဖို့ကြိုးစားကြပါတယ်ရွာကိုရောက်တော့သူတို့ဟာဒေါ်ကြီးရဲ့အိမ်ကိုတန်းသွားခဲ့ပါတယ်ဒေါ်ကြီးကသူတို့ကိုမြင်တော့ဝမ်းသာအားရဖြစ်သွားပါတယ်မေသူကနမ်းမေနဲ့တွေ့ဆုံခဲ့တဲ့ကြောင့်နမ်းမေရဲ့ကြေးမုံကိုရခဲ့တဲ့ကြောင့်နှင်းစီလေးလည်းတက်တာသွားပြီဖြစ်ကြောင်းပြောပြပါတယ်ဒေါ်ကြီးကအားလုံးကိုနားထောင်ပြီးတော့ဝမ်းသာပါတယ်နှင်းစီလေးဟာနမ်းမေရဲ့လွှမ်းမိုးမှုကနေလုံးဝလွတ်မြောက်သွားပြီဖြစ်ပါတယ်သူမရဲ့မျက်လုံးတွေကလည်းတဖြည်းဖြည်းနဲ့ပြန်မြင်ရတော့မှာပါမေသူတယောက်သမီးလေးရဲ့ခြေနေကိုမြင်ရတော့ဝမ်းသာမဆုံးဖြစ်ခဲ့ရပါတယ်မေသူကနမ်းမေကိုပေးထားတဲ့ဂရိအတိုင်းကိုတောအုပ်ကြီးကိုထိမ့်သိမ်းစောင့်ရှောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူမကရွာကလူတွေကိုတောအုပ်ကြီးရဲ့အရေးပါပုံကိုပြောပြပြီးတော့တောအုပ်ကြီးကိုမဖျက်ဆီးဖို့တိုက်တွန်းပါတယ်ရွာကလူတွေကလည်းမေသူရဲ့စကားနားထောင်ပြီးတော့တောအုပ်ကြီးကိုထိမ့်သိမ်းစောင့်ရှောက်ဖို့သဘောတူကြပါတယ်မေသူကမန္တလေးကအလုပ်ကိုမသွားတော့ပဲကြွားမှာပဲနေပြီးတော့တောအုပ်ကြီးကိုထိမ့်သိမ်းစောင့်ရှောက်တဲ့အလုပ်ကိုလုပ်ကင်ပါတယ်နင်းစီလေးကလည်းမျက်လုံးတွေပြန်မြင်ရတော့ပို့ပြီးတော့ပျော်ရွှင်လာပါတယ်သူမမေသူနဲ့အတူတောအုပ်ကြီးထဲမှာရှောက်လေပြီးတော့တဘာဝရဲ့အလှပတွေကိုခံစားပါတယ်တောအုပ်ကြီးကလည်းအရင်လိုကြောက်စရာမကောင်းတော့ပဲပို့ပြီးတော့လှပလာပါတယ်တပ်ပင်တွေကစိတ်လန်းဆူပြေလာပြီးတော့တိရစ္ဆာန်တွေကလည်းလွတ်လပ်စွာပဲကြက်စားကြပါတယ်ရွာကလူတွေကလည်းတောအုပ်ကြီးကိုချစ်ခင်မျက်နှိုးလာပြီးတော့တောအုပ်ကြီးကိုထိမ့်သိမ်းဆောက်ရှောက်တဲ့အလုပ်ကိုဝိုင်းဝန်းကူညီကြပါတယ်မေသူနဲ့နှင်းစီတို့သားမိနှစ်ယောက်ဟာတောအုပ်ကြီးထဲမှာပျော်ရွှင်စွာပဲနေထိုင်ကြပါတယ်သူတို့ဟာ
နမ်းမေရဲ့ကျိန်စာကနေလွတ်မြောက်ခဲ့ပြီးတော့တောအုပ်ကြီးကိုလည်းကယ်တင်နိုင်ခဲ့ပါတယ်နှစ်တွေကြာလာတာနဲ့အမျှမေသူဟာတောအုပ်ကြီးရဲ့ထိမ့်သိမ်းဆောက်ရှောက်သူဖြစ်ကိုရွာသူရွာသားတွေရဲ့လေးစားချစ်ခင်မှုရရှိခဲ့ပါတယ်သူမရဲ့ကြိုးစားမှုကြောင့်တောအုပ်ကြီးဟာအရင်ကားထက်ကိုပုံမစိမ့်လန်းဆူပြေလာပြီးတော့မျိုးစုံသောတစ်ပင်ပန်းမှန်တွေတရိษံတွေရဲ့ခိုလုံရနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။နေစီလေးကလည်းမျက်လုံးအလင်းပြန်ရပြီးနောက်ပိုင်းမှာပညာသင်ကြားခဲ့ကတောအုပ်ကြီးရဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာမေတို့ကိုကူညီပေးနေပါတယ်။ဒီနေ့မှာတော့ရွာအောင်မျိုးကလူတစုရောက်လာပါတယ်။သူတို့ကတောအုပ်ကြီးထဲမှာတစ်ထုတူးပေါ်ဖို့အတွက်ကိုလာရောက်စုံစမ်းတာပါ။သူတို့ကတောအုပ်ကြီးထဲမှာတစ်ထုတွေကိုအများကြီးရှိကြောင်းဒါတွေကိုတူးဖို့မယ်ဆိုရင်ရွာကလူတွေချမ်းသာကြွယ်ဝလာမယ်လို့ပြောပါတယ်။ရွာကလူတွေကမျိုးကလူတွေရဲ့စကားကိုနားထောင်ပြီးတော့စိတ်ဝင်စားလာကြပါတယ်။တချို့ကတော့တထုတူဘောကိုသဘောတူကြပြီးတော့တချို့ကတော့မေသူရဲ့စကားကိုနားထောင်ပြီးတော့တောအုပ်ကြီးကိုမဖြတ်စည်းခြင်းကြပါဘူး။ရွာမှာသဘောထားကွဲလဲမှုတွေဖြစ်ပေါ်လာပါတယ်။မေသူကမျိုးကလူတွေကိုတောအုပ်ကြီးရဲ့အရေးပါပုံရှင်းပြပါတယ်။ဒီတောအုပ်ကြီးဟာရွာရဲ့အသက်သွေးကြောဖြစ်ကြောင်းဒီတောအုပ်ကြီးသာပျက်စီးသွားရင်ရွာကလူတွေလည်းဒုက္ခရောက်ကြမှာဖြစ်ကြောင်းပြောပါတယ်။ဒါပေမဲ့မျိုးကလူတွေကမေသူရဲ့စကားကိုနားမထောင်ပဲတစ်ထုတူးပေါ်ဖို့အတွက်ကိုအတင်းချက်ကိုစူးစမ်းကြပါတယ်။မျိုးကလူတွေဟာတစ်ထုတူးပေါ်ဖို့အတွက်ကိုဆက်ရန်ရကြီးတွေနဲ့တောအုပ်ကြီးတွေဝင်ရောက်လာကြပါတယ်။မေသူနဲ့နှင်းစီတို့တားမိနေရောပါ။ရွာကလူတွေနဲ့အတူမျိုးကလူတွေကိုတားဆီးဖို့စူးစမ်းကြပါတယ်။ဒါပေမဲ့မျိုးကလူတွေကသူတို့ကိုအတင်းချက်ကိုဖယ်ရှားပြီးတော့တစ်ထုတူးပေါ်တဲ့အလုပ်ကိုစတင်ပါတော့တယ်။တစ်ထုတူးပေါ်တဲ့အလုပ်တွေစတင်ပြီးတဲ့နောက်ပိုင်းမှာတောအုပ်ကြီးကတဖြည်းဖြည်းနဲ့ပျက်စီးလာပါတယ်။တပ်ပိန်တွေကခုတ်လဲခံရပြီးတော့တရိษံတွေကလည်းထွက်ပြေးကြပါတယ်။တောအုပ်ကြီးရဲ့အလှပတွေကပျောက်ကွယ်သွားပြီးတော့အဝင်းကျင်ကလည်းညဉ့်ညမ်းလာပါတယ်။ရွာကလူတွေဟာတထုတူးပေါ်တဲ့အလုပ်ကြောင့်ဒုက္ခရောက်လာကြပါတယ်။ရေတွေကညဉ့်ညမ်းလာပြီးတော့တောက်သုံးလို့မရတော့ပါဘူး။လေတွေကလည်းညဉ့်ညမ်းလာပြီးတော့အသက်ရှူတာခက်ခဲလာပါတယ်။ရွာကလူတွေကဖျားနာလာကြပြီးတော့အသက်ဆုံးရှုံးရသူတွေလည်းရှိလာပါတယ်။မိသူတွေအောင်စိတ်မကောင်းဖြစ်ရပါတယ်။သူမကနမ်းမေကိုပေးထားတဲ့ဂတိကိုမတီးနိုင်တော့ဘူးလို့ခံစားရပါတယ်။သူမနမ်းမေကိုတောင်းပန်ပြီးတော့တောအုပ်ကြီးကိုကယ်တင်ဖို့အတွက်ကိုနီးလန်းရှာဖွေပါတယ်။မိသူကနမ်းမေရဲ့ကြေးမုံထုတ်ပြီးတော့နမ်းမေကိုကူညီတောင်းပါတယ်။နမ်းမေရဲ့ကြေးမုံကနေလင်းအောင်တစ်ခုထွက်ပေါ်လာပြီးတော့နမ်းမေရဲ့ပုံရိပ်ကကြေးမုံထဲမှာပေါ်လာပါတယ်။နမ်းမေကမိသူကိုစိတ်မကောင်းတဲ့မျက်နှာနဲ့ကြည့်ပါတယ်။နမ်းမေကမိသူကိုစကားပြောပါတယ်။မင်းတို့လူတွေကငါရဲ့ခရီးကိုထပ်ပြီးဖျက်ခဲ့ပြန်ပြီ။ငါရဲ့တောအုပ်ကြီးကိုဖျက်ဆီးခဲ့ကြပြီ။အခုတော့ငါဘာမှမတတ်နိုင်တော့ဘူး။နမ်းမေရဲ့အတန်ကတော့ဝမ်းနည်းနေပါလေ။မိသူကနမ်းမေကိုတောင်းပန်ပါတယ်။နမ်းမေရဲ့ကျမတို့အမအတွက်ကိုကျမတောင်းပန်ပါတယ်။ကျမတို့တောအုပ်ကြီးကိုပြန်လှည့်ပြုပြင်ဖို့ကြိုးစားပါမယ်။နမ်းမေကျမတို့ကိုကူညီပါအောင်။မေသူကတော့မျက်ရည်တွေနဲ့တောင်းပန်ပါတယ်။နမ်းမေကမေသူကိုကူညီဖို့သဘောတူပါတယ်။ဒါပေမဲ့နမ်းမေကမေသူကိုစိန်ခေါ်မှုတစ်ခုပေးပါတယ်။အဲ့ဒီစိန်ခေါ်မှုကတော့မေသူကတောအုပ်ကြီးကိုပြန်လည်ပြုပြင်ဖို့အတွက်ကိုအသက်နဲ့လေးပြီးတော့စူးစမ်းရမှာပါ။မေသူကနမ်းမေရဲ့စိန်ခေါ်မှုကိုလက်ခံပြီးတော့တောအုပ်ကြီးကိုပြန်လည်ပြုပြင်ဖို့အတွက်ကိုအစွမ်းကုန်စူးစမ်းမယ်လို့ကတိပေးပါတယ်။နမ်းမေကတော့မေသူကိုကျေးဇူးတင်ကြောင်းပြောပြီးတော့သူမရဲ့စွမ်းအားတွေကိုပေးရပါတယ်။နမ်းမေရဲ့စွမ်းအားတွေကိုရရှိပြီးတဲ့နောက်ပိုင်းမှာမေသူဟာတောအုပ်ကြီးကိုပြန်လည်ပြုပြင်ဖို့အတွက်ကိုစတင်ပါတော့တယ်။သူမရွာကလူတွေကိုစီယုံပြီးတော့တောအုပ်ကြီးကိုပြန်လည်စိုက်ပျိုးဖို့တန်ရှင်းလုပ်ဖို့တိုက်တွန်းပါတယ်။ရွာကလူတွေကလည်းမေသူရဲ့စကားနားထောင်ပြီးတော့ဝိုင်းဝန်းကူညီကြပါတယ်။နှင်းစီလေးကလည်းမေသူကိုကူညီပေးပါတယ်။သူမတောအုပ်ကြီးတွေကတပ်ပင်တွေပန်းမှန်တွေကိုဂရုစိုက်ပြီးတော့ရေလောင်းပေးပါတယ်။တရိษံတွေကိုလည်းပြန်လည်ခေါ်ယူပြီးတော့စောင့်ရှောက်ပေးပါတယ်။မေသူတို့တားမိနေအောင်နဲ့ရွာကလူရဲ့စူးစမ်းမှုကြောင့်တောအုပ်ကြီးကတဖြည်းဖြည်းနဲ့ပြန်လည်စိမ့်လန်းဆူပြေလာပါတယ်။တပ်ပင်တွေကပြန်လည်ရှင်သန်လာပြီးတော့ပန်းမှန်တွေကလည်းပွင့်လန်းလာပါတယ်။တရိษံတွေကလည်းတောအုပ်ကြီးတွေကိုပြန်လည်ရောက်ရှိလာကြပါတယ်။မြို့ကလူတွေဟာမေသူတို့ရဲ့စူးစမ်းမှုအမြင်တော့အံ့ဩသွားကြပါတယ်။သူတို့ကတောအုပ်ကြီးကိုဖျက်ဆီးခဲ့တဲ့အတွက်ကိုနှောင်ထားရပြီးတော့မေသူကိုတောင်းပန်ပါတယ်။မြို့ကလူတွေကလည်းတောအုပ်ကြီးကိုပြန်လည်ပြုပြင်တဲ့လုပ်ကိုဝိုင်းဝန်းကူညီပေးကြပါတယ်။တောအုပ်ကြီးကအရင်ကတည်းကပုံမလှပလာပါတယ်။မေသူနဲ့နင်းစီတို့တားမိနေရောက်ဟာတောအုပ်ကြီးထဲမှာပျော်ရွှင်စွာနေထိုင်ကြပါတယ်။သူတို့ကနမ်းမေရဲ့ကျင်းစာကနေလွတ်မြောက်ခဲ့ပြီးတော့တောအုပ်ကြီးကိုလည်းကယ်တင်နိုင်ခဲ့ပါတယ်
တနေ့မှတော့မေသူဟာတောအုပ်ကြီးထဲမှာရှောက်လည်နေတယ်နမ်းမေရဲ့နှကုံရောက်ရှိသွားပါတယ်နှကုံကအရင်လိုဟောင်းနှမ်းမနေတော့ပဲပိုပြီးလှပလာပါတယ်နှကုံထဲမှာနမ်းမေရဲ့ပုံရိပ်ကထင်ဟပ်နေပါတယ်နမ်းမေကမေသူကိုစကားပြောပါတယ်မင်းရဲ့စူးစမ်းမှုကြောင့်ငါရဲ့တောအုပ်ကြီးကပြန်လည်ရှင်သန်လာခဲ့ပြီမင်းကငါကျေးဇူးတင်ပါတယ်နမ်းမေရဲ့သားကနူးညံ့ပြီးတော့ကြည်လင်နေပါတယ်မေသူကနမ်းမေကိုကျေးဇူးတင်ကြောင်းပြောပါတယ်နမ်းမေကမေသူကိုဂတိတစ်ခုထပ်ပေးပါတယ်အဲ့ဒီဂတိကတော့နမ်းမေကတောအုပ်ကြီးကိုထာဝရစောင့်ရှောက်ပေးမှာဖြစ်ပြီးတော့ရွာကလူတွေကိုလည်းအန္တရာယ်ကနေကာကွယ်ပေးမှာပါမေသူနဲ့နမ်းမေတို့ဟာတောအုပ်ကြီးကိုထိန်ထိန်စောင့်ရှောက်ဖို့အတွက်ကိုလက်တွဲလှုပ်ဆောင်ကြပါတယ်တောအုပ်ကြီးကလည်းရွာရဲ့အသက်သွေးကြောဖြစ်လာပြီးတော့ရွာကလူတွေကလည်းတောအုပ်ကြီးကိုချစ်ခင်မျက်နှိုးလာကြပါတယ်တောအုပ်ကြီးကပြန်လဲစိမ့်လန်းဆိုပြေလာပြီးတဲ့နောက်ပိုင်းမှာရွာကလူတွေရဲ့ဘဝတွေလည်းတိုးတက်လာပါတယ်တန်ရှင်းတဲ့ရေတန်ရှင်းတဲ့လေတွေကြောင့်ရွာသူရွာသားတွေဟာကျမ်းမာပျော်ရွှင်စွာပဲနေထိုင်ကြရပါတယ်စိုက်ပျိုးရေးလုပ်ငန်းတွေလည်းအောင်မြင်လာပြီးတော့စီးပွားရေးတွေတိုးတက်လာပါတယ်နှင်းစီလေးကလည်းမျက်လုံးအလင်းတွေပြန်ရပြီးနောက်ပိုင်းမှာပညာရေးမှာထိုးချုံလာပါတယ်သူမတက္ကသိုလ်တက်ရောက်ပြီးတော့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘာသာရပ်ကိုသင်ယူပါတယ်ဝဲရပြီးတဲ့နောက်ပိုင်းမှာတော့သူမတောအုပ်ကြီးရဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာမေသူကိုကူညီပေးပါတယ်မေသူနဲ့နှင်းစီတို့သားမိနှစ်ယောက်ဟာတောအုပ်ကြီးကိုထိန်းသိမ်းစောင့်ရှောက်တဲ့အလုပ်ကိုပျော်ရွှင်စွာလုပ်ကင်ကြပါတယ်သူတို့ကတောအုပ်ကြီးရဲ့အလှပတွေကိုခံစားပြီးတော့တဘာဝနဲ့တူရှင်တွဲနေထိုင်ကြပါတယ်ဒီနေ့မှာတော့နှင်းစီလေးကတောအုပ်ကြီးထဲမှာရှောက်လဲနေစဉ်ခြေအောင်ပစ္စည်းတစ်ခုတွေးလိုက်ရပါတယ်အဲ့ဒီပစ္စည်းကတော့နမ်းမေရဲ့လက်စုပ်ပါလက်စုပ်ကလှပပြီးတော့တောက်ပနေပါတယ်နှင်းစီလေးကလက်စုပ်ကိုကောက်ယူလိုက်တော့လက်စုပ်ကနေအလင်းရောင်တစ်ခုကထွက်ပေါ်လာပါတယ်အဲ့ဒီအလင်းရောင်ကနှင်းစီလေးရဲ့ခန္ဓာကိုယ်ထဲဝင်ရောက်သွားပါတယ်နှင်းစီလေးတယောက်ထူးဆန်းတဲ့စွမ်းအားတွေကိုရရှိလိုက်ပါတယ်နှင်းစီလေးဟာနမ်းမေရဲ့လက်စုပ်ကိုရရှိပြီးတဲ့နောက်ပိုင်းမှာထူးဆန်းတဲ့စွမ်းအားတွေကိုပိုင်ဆိုင်လာခဲ့ပါတယ်သူမဟာတောအုပ်ကြီးရဲ့တပ်ပင်တွေတရိတ်ဆန်နေနဲ့စကားပြောနိုင်လာပါတယ်တောအုပ်ကြီးရဲ့လှုပ်ဝက်ချက်တွေကိုလည်းသိရှိလာပါတယ်မေသူကတော့နှင်းစီလေးရဲ့ထူးဆန်းတဲ့စွမ်းအားတွေကိုမြင်တော့အံ့ဩသွားပါတယ်သူမနှင်းစီလေးကိုနမ်းမေရဲ့လက်စုပ်ကြောင့်မေးမြန်းပါတယ်နှင်းစီလေးကနမ်းမေရဲ့လက်စုပ်ကိုတွေးရှိခဲ့တဲ့ကြောင်းလက်စုပ်ကနေစွမ်းအားတွေရရှိခဲ့တဲ့ကြောင်းပြောပြပါတယ်မေသူကတော့နှင်းစီလေးစီကိုတတိပေးပါတယ်သမီးလေးဒီစွမ်းအားတွေကိုကောင်းတဲ့ဘက်မှာပဲအသုံးပြုရမယ်နော်မကောင်းတဲ့ဘက်မှာအသုံးမပြုရဘူးနှင်းစီလေးကမေသူရဲ့စကားနားထောင်ပြီးတော့တတိပေးပါတယ်နှင်းစီလေးဟာသူမရဲ့စွမ်းအားတွေကိုအသုံးပြုပြီးတော့တောအုပ်ကြီးကိုပို့ပြီးတော့ထိန်းသိမ်းစောင့်ရှောက်ပါတယ်သူမတောအုပ်ကြီးတွေကတပ်ပင်တွေကိုရေလောင်းပေးပြီးတော့တရိတ်ဆန်တွေကိုစာကျွေးပါတယ်တောအုပ်ကြီးကိုဖျက်ဆီးဖို့ကြိုးစားတဲ့သူတွေကိုလည်းတားဆီးပါတယ်တောအုပ်ကြီးကလည်းနှင်းစီလေးရဲ့စွမ်းအားတွေကြောင့်ပို့ပြီးတော့လှပလာပါတယ်တပ်ပင်တွေကပို့ပြီးတော့စိမ့်လန်းဆိုပြေလာပြီးတော့ပန်းမှန်တွေကလည်းပို့ပြီးတော့ပွင့်လန်းလာပါတယ်တရိတ်ဆန်တွေကလည်းပို့ပြီးတော့ပျော်ရွှင်လာကြပါတယ်နှင်းစီလေးရဲ့စွမ်းအားတွေအကြောင်းကိုယောဂလူတွေသိရှိလာကြပါတယ်အချို့ကတော့နှင်းစီလေးကိုချီးကျူးကြပြီးတော့အချို့ကတော့ကြောက်ရွံ့ကြပါတယ်ယောဂလူတွေကနှင်းစီလေးကိုနမ်းမေရဲ့နောက်ဆက်ခံသူအဖြစ်ကိုသတ်မှတ်ကြပါတယ်ဒီနေ့မှတော့ရွာကိုအမိတ်လိုက်သမားတို့ရောက်လာခဲ့ပါတယ်သူတို့ကတောအုပ်ကြီးတဲ့တရိတ်ဆန်တွေကိုဖမ်းဆီးဖို့လာရောက်တာပါနှင်းစီလေးကမဲလိုက်သမားတွေကိုတားဆီးဖို့ကြိုးစားပါတယ်အမဲလိုက်သမားတွေကနှင်းစီလေးကိုဂရုမစိုက်ပဲတရိတ်ဆန်တွေကိုဖမ်းဆီးဖို့ကြိုးစားကြပါတယ်နှင်းစီလေးကသူမရဲ့စွမ်းအားတွေကိုအသုံးပြုပြီးတော့အမဲလိုက်သမားတွေကိုတားဆီးပါတယ်တပ်ပင်တွေကအမဲလိုက်သမားတွေပိတ်ဆို့ထားပြီးတော့တရိတ်ဆန်တွေကလည်းအမဲလိုက်သမားတွေကိုတိုက်ခိုက်ကြပါတယ်အမဲလိုက်သမားတွေကနှင်းစီလေးရဲ့စွမ်းအားတွေကြောင့်ကြောက်လန့်နေကြကိုထွက်ပြေးကြပါတယ်နှင်းစီလေးကတောအုပ်ကြီးကိုကယ်တင်နိုင်ခဲ့ပါတယ်တော့ကလူတွေကလည်းနှင်းစီလေးကိုချီးကျူးကြပြီးတော့သူမကိုလေးစားလာကြပါတယ်နှင်းစီလေးဟာတောအုပ်ကြီးရဲ့အဆောင်ရှောက်ဖြစ်ကိုရွာကလူရဲ့လေးစားချစ်ခင်မှုတွေရရှိခဲ့ပါတယ်သူမတောအုပ်ကြီးကိုထိန်းသိမ်းဆောက်ရှောက်ပြီးတော့ရွာကလူတွေကိုလည်းအန္တရာယ်ကနေကာကွယ်ပေးပါတယ်မေသူကတော့နှင်းစီလေးရဲ့အောင်မြင်မှုကိုမြင်ရတော့ဝမ်းသာမဆုံးဖြစ်ခဲ့ရပါတယ်သူမနှင်းစီလေးကိုဂုဏ်ယူကြောင်းပြောပါတယ်နှင်းစီလေးကလည်းမေသူကိုကျေးဇူးတင်ကြောင်းပြောပါတယ်တောအုပ်ကြီးကလည်းနှင်းစီလေးရဲ့စွမ်းအားတွေကြောင့်ပို့ပြီးတော့လှပလာပါတယ်တပ်ပင်တွေကပို့ပြီးတော့စိမ့်လန်းဆိုပြေလာပြီးပန်းမှန်တွေကလည်းပို့ပြီးတော့ပွင့်လန်းလာပါတယ်တရိတ်ဆန်တွေကလည်းပို့ပြီးတော့ပျော်ရွှင်လာကြပါတယ်ယောဂလူတွေကလည်းတောအုပ်ကြီးကိုချစ်ခင်မျက်နှိုးလာပြီးတော့တောအုပ်ကြီးကိုထိမ့်သိမ်းဆောက်ရှောက်တဲ့လူကိုဝိုင်းဝန်းကူညီကြပါတယ်ယောဂလူတွေဟာနှင်းစီလေးကိုနမ်းမေရဲ့နောက်ဆုံးဆက်ခံသူဖြစ်ကိုတတ်မှတ်ပြီးတော့သူမကိုလေးစားကြပါတယ်နှစ်တွေကြာလာတာနဲ့မျှနှင်းစီလေးဟာတောအုပ်ကြီးရဲ့အဆောင်ရှောက်ဖြစ်ကိုပို့ပြီးတော့စွမ်းအားကြီးလာပါတယ်
သူမတောအုပ်ကြီးရဲ့လှုပ်ဝက်ချက်တွေကိုပို့ပြီးနက်နက်နေသိရှိလာပါတယ်တောအုပ်ကြီးတွေကနန္နာဘွားတွေနဲ့လည်းဆက်သွယ်နိုင်လာပါတယ်တနေ့မှာတော့နှင်းစီလေးဟာတောအုပ်ကြီးတွေမှာရှောက်လဲနေစဉ်ရှေးအောင်စာအုပ်တအုပ်ကိုတွေးလိုက်ရပါတယ်အဲ့ဒီစာအုပ်ကနမ်းမေရဲ့တမိုင်းကြောင်းကိုအသေးစိတ်ကိုဖော်ပြထားတဲ့စာအုပ်ပါနှင်းစီလေးကစာအုပ်ကိုဖတ်လိုက်တော့နမ်းမေရဲ့တမိုင်းကြောင်းပို့ပြီးနားလည်လာပါတယ်နမ်းမေကတကယ်တော့စိုးသွမ်းတဲ့နန္နာဘွားမဟုတ်ပဲဂရီဖြတ်ခံရလို့ဒေါသထွက်နေတဲ့နတ်သမီးတစ်ပါးဖြစ်ကြောင်းသူမသိလိုက်ပါတယ်စာအုပ်ထဲမှာနမ်းမေရဲ့ကျိန်စာကိုလုံးဝကိုဖြေဖြောက်နိုင်မဲ့နီလန်တစ်ခုကိုလည်းပေါ်ပြထားပါတယ်အဲ့ဒီနီလန်ကတော့နမ်းမေရဲ့ဝိညာဉ်ကိုငြိမ်းချမ်းစွာကိုနားယူစေဖို့အတွက်ကိုရှေးအောင်ပူဇော်ပါသမှုတစ်ခုပြုလုပ်ရမှာပါနှင်းစီလေးကနမ်းမေရဲ့ကျိန်စာကိုလုံးဝဖြေဖြောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူမကမေသူ့ကိုစာအုပ်ထဲကအကြောင်းအရာတွေကိုပြောပြပြီးတော့ပူဇော်ပါသမှုတွေပြုလုပ်ဖို့ခွင့်တောင်းပါတယ်မေသူကတော့နှင်းစီလေးရဲ့ဆုံးဖြတ်ချက်တွေကိုထောက်ခံပြီးတော့ကူညီပေးပါတယ်နှင်းစီလေးနဲ့မေသူတို့တားမိနှစ်ယောက်ဟာနမ်းမေရဲ့ကျိန်စာကိုလုံးဝဖြေဖြောက်ဖို့အတွက်ကိုပူဇော်ပါသမှုပြုလုပ်ဖို့ပြင်ဆင်ကြပါတယ်သူတို့ကဒေါ်ကြီးကိုကူညီတောင်းပါတယ်ဒေါ်ကြီးကလည်းသူတို့ဝမ်းသာအားရကူညီပေးပါတယ်ပူဇော်ပါသမှုပြုလုပ်ဖို့အတွက်ကိုလိုအပ်တဲ့ပစ္စည်းတွေကိုစုဆောင်းကြပါတယ်ခြေအောင်စာအုပ်ထဲမှာဖော်ပြထားတဲ့အတိုင်းကိုပန်းတွေအမွှေးနှံသားတွေအစားအစာတွေနဲ့တခြားပစ္စည်းတွေကိုပြင်ဆင်ကြပါတယ်ပူဇော်ပါသမှုပြုလုပ်မဲ့နေရာကတော့နမ်းမေရဲ့နတ်ကုန်းမှာနတ်ကုန်းကိုတန်ရှင်းရေးလုပ်ပြီးတော့ပန်းနေနဲ့အလှဆင်ကြပါတယ်ပူဇော်ပါသမှုပြုလုပ်မဲ့နေ့ကတော့လာပြည့်ညပါလာပြည့်ညရောက်တော့နှင်းစီလေးမေသူနဲ့ဒေါ်ရီတို့၃ယောက်ဟာနမ်းမေရဲ့နတ်ကုန်းမှာပူဇော်ပါသမှုတွေပြုလုပ်ကြပါတယ်နှင်းစီလေးကရှေးအောင်စာအုပ်ထဲကမန္တန်တွေကိုရွတ်ဆိုပြီးတော့နမ်းမေရဲ့ဝိညာဉ်ကိုငြိမ်းချမ်းစွာအနားယူစေဖို့ဆုတောင်းပါတယ်ပူဇော်ပါသမှုပြုလုပ်နေစဉ်မှာပဲနတ်ကုန်းကနေလင်းရောင်တစ်ခုထွက်ပေါ်လာပါတယ်အဲ့ဒီအလင်းရောင်ကတဖြည်းဖြည်းနဲ့ပို့ပြီးတော့တောက်ပလာပြီးနမ်းမေရဲ့ပုံရိပ်ကနတ်ကုန်းထဲမှာပေါ်လာပါတယ်နမ်းမေကနှင်းစီလေးကိုပြုံးပြပါတယ်နမ်းမေကနှင်းစီလေးကိုကျေးဇူးတင်ကြောင်းပြောပါတယ်သူမရဲ့ဝိညာဉ်ဟာငြိမ်းချမ်းစွာအနားယူနိုင်တော့မှာဖြစ်ကြောင်းပြောပါတယ်နမ်းမေကနှင်းစီလေးကိုဂတိတစ်ခုထပ်ပေးပါတယ်အဲ့ဒီဂတိကတော့နမ်းမေဟာတောအုပ်ကြီးကိုထာဝရကိုစောင့်ရှောက်ပေးမှာဖြစ်ပြီးတော့ရွာကလူတွေကိုလည်းအန်ဒီယေကနေကာကွယ်ပေးမှာပါနမ်းမေရဲ့ပုံရိပ်ကတဖြည်းဖြည်းနဲ့မိမ့်မိန်ပြောက်ွယ်သွားပါတယ်နတ်ကုန်းကလည်းထွက်ပေါ်လာတဲ့အလင်းရောင်ကလည်းတဖြည်းဖြည်းနဲ့မိမ့်မိန်သွားပါတယ်နှင်းစီလေးမေသူနဲ့ဒေါ်ရီတို့၃ယောက်ဟာနမ်းမေရဲ့ကျိန်စာကိုလုံးဝဖြေဖြောက်နိုင်ခဲ့ပြီဖြစ်ကြောင်းသိလိုက်ရပါတယ်ရွာကလူတွေကနမ်းမေရဲ့ကျိန်စာကနေလွတ်မြောက်သွားပြီဖြစ်ကြောင်းသိတော့ဝမ်းသာအားရဖြစ်သွားကြပါတယ်သူတို့ကနှင်းစီလေးကိုချီးကျူးကြပြီးတော့သူမကိုလေးစားလာကြပါတယ်နှင်းစီလေးဟာရွာရဲ့သူရဲကောင်းဖြစ်လာပါတယ်တောအုပ်ကြီးကလည်းအရင်ကတည်းကပိုပြီးလှပလာပါတယ်တပ်ပိန်တွေကပိုပြီးတော့စိမ့်လန်းဆူပြေလာပြီးပန်းမှန်တွေကလည်းပိုပြီးတော့ပွင့်လန်းလာပါတယ်အရိษံတွေကလည်းပိုပြီးတော့ပျော်ရွှင်လာကြပါတယ်နှင်းစီလေးဟာတောအုပ်ကြီးရဲ့အဆောင်အယောက်ဖြစ်ကိုဆက်လက်နေထိုင်ပါတယ်သူမတောအုပ်ကြီးကိုထိန်းသိမ်းဆောက်ရှောက်ပြီးတော့ရွာကလူတွေကိုလည်းအန်ဒီယေကနေကာကွယ်ပေးပါတယ်မေသူကလည်းနှင်းစီလေးကိုကူညီပေးပါတယ်တောအုပ်ကြီးကလည်းရွာရဲ့အသက်သွေးကြောဖြစ်လာပြီးတော့ရွာကလူတွေကလည်းတောအုပ်ကြီးကိုချစ်ခင်မြတ်နိုးလာကြပါတယ်ရွာကလူရနှင်းစီလေးကိုနမ်းမေရဲ့နောက်ဆက်ခံသူအဖြစ်ကိုသတ်မှတ်ပြီးတော့သူ့ကိုလေးစားလာကြပါတယ်နှင်းစီလေးဟာသူမရဲ့စွမ်းအားတွေကိုအသုံးပြုပြီးတော့တောအုပ်ကြီးကိုပို့ပြီးတော့ထိန်းသိမ်းစောင့်ရှောက်ပါတယ်သူမကတောအုပ်ကြီးတွေကတပ်ပင်တွေကိုရင်လောက်ပေးပြီးတော့အရိษံတွေကိုစာကျွေးပါတယ်တောအုပ်ကြီးကိုဖျက်ဆီးဖို့ကြိုးစားတဲ့သူတွေကိုလည်းတားဆီးပါတယ်တောအုပ်ကြီးကလည်းနှင်းစီလေးရဲ့စွမ်းအားတွေကြောင့်ပို့ပြီးတော့လှပလာပါတယ်တပ်ပင်တွေကပို့ပြီးတော့စိမ့်လန်းဆူပြေလာပြီးပန်းမှန်တွေကလည်းပို့ပြီးတော့ပွင့်လန်းလာပါတယ်အရိษံတွေကလည်းပို့ပြီးတော့ပျော်ရွှင်လာကြပါတယ်နှင်းစီလေးရဲ့ဆောင်ရွက်မှုတွေကြောင့်တောအုပ်ကြီးဟာဒေသအတွင်းမှာတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရဲ့စံပြနေရာတစ်ခုဖြစ်လာခဲ့ပါတယ်အခြားရွာတွေကပါလာရောက်လေ့လာသင်ယူကြပြီးတော့နှင်းစီလေးရဲ့ဥဆောင်မှုကိုအတူယူကြပါတယ်နှင်းစီလေးရဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲတွေအလုံယုံဆွေးနွေးပွဲတွေမှာပါဝင်ဟောပြောရင်းနဲ့သူမရဲ့အတွေ့အကြုံတွေကိုမျှဝေပေးပါတယ်မေသူကတော့တမီးလေးရဲ့အောင်မြင်မှုကိုကြည့်ပြီးတော့ပီတိဖြစ်နေပါသူမဟာနှင်းစီလေးရဲ့ဘေးကနေအမြဲတမ်းပံ့ပိုးပြီးတော့အကြံဉာဏ်တွေပေးပါတယ်နှင်းစီလေးနဲ့မေသူတို့သားမိနှစ်ယောက်ဟာတောအုပ်ကြီးအနာဂတ်အတွက်ကိုအတူတကွကိုဆက်လက်လှုပ်ဆောင်ကြပါတယ်တနေ့မှာတော့နှင်းစီလေးဟာတောအုပ်ကြီးထဲမှာရှောက်လာနေစဉ်ခြေအောင်စာအုပ်ထဲမှာဖော်ပြထားခြင်းမရှိတဲ့လှုပ်ဝက်နေရာတစ်ခုတွေးလိုက်ရပါတယ်အဲ့ဒီနေရာကတော့တောအုပ်ကြီးရဲ့အလဲဘိုးမှာရှိတဲ့လှုပ်ဝက်ရေတကုံတစ်ခုပါရေတကုံကလှပပြီးတော့ကြည်လင်နေပါတယ်
နှင်းစီလေးကရေတံခွန်နားကိုသွားလိုက်တော့ရေတံခွန်အောက်ခြေမှာရှေးအောင်ကြောက်စာတစ်ခုတွေးလိုက်ရပါတယ်။ကြောက်စာကနမ်းမေရဲ့နောက်ထပ်လှုပ်ဝက်ချက်တစ်ခုပေါ်ပြနေပါတယ်။ကြောက်စာထဲမှာနမ်းမေရတကယ်တော့နတ်သမီးတစ်ပါးမဟုတ်ပဲတောအုပ်ကြီးကိုစောင့်ရှောက်ခဲ့တဲ့လူသားတစ်ဦးဖြစ်ကြောင်းဖော်ပြထားပါတယ်။သူမတောအုပ်ကြီးကိုချစ်ခင်မြတ်နိုးပြီးတော့တောအုပ်ကြီးကိုဖျက်ဆီးဖို့ကြိုးစားတဲ့သူတွေကိုတားဆီးခဲ့သူပါ။နမ်းမေဟာတောအုပ်ကြီးကိုကာကွယ်ရင်းနဲ့အသက်ဆုံးရှုံးခဲ့ရပြီးတော့သူမရဲ့ဝိညာဉ်ကတောအုပ်ကြီးထဲမှာကြံရှိနေခဲ့တာဖြစ်ပါတယ်။သူမရဲ့ဝိညာဉ်ဟာတောအုပ်ကြီးကိုဆက်လက်စောင့်ရှောက်ပြီးတော့တောအုပ်ကြီးကိုဖျက်ဆီးဖို့ကြိုးစားတဲ့သူတွေကိုနှောက်ယှက်ခဲ့တာပါ။နှင်းစီလေးကနမ်းမေရဲ့တမိုင်းကြောင့်ပို့ပြီးနားလည်လာပါတယ်။သူမဟာနမ်းမေကိုပို့ပြီးလေးစားလာပြီးတော့နမ်းမေရဲ့လုပ်ရက်တွေကိုနားလည်ပြီးပါတယ်။နှင်းစီလေးကနမ်းမေရဲ့ဝိညာဉ်ကိုငြိမ်းချမ်းစွာကိုအနားယူစေဖို့အတွက်ကိုနောက်တဲ့ပူဇော်ပါသားမှုတစ်ခုကိုပြုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘေသူကတော့နှင်းစီလေးရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံပြီးတော့ကူညီပေးပါတယ်။သူတို့နှစ်ယောက်ဟာဒေါ်ကြီးကိုကူညီတောင်းပါတယ်။ဒေါ်ကြီးကလည်းသူတို့ဝမ်းသာအရာကူညီပေးပါတယ်။ပူဇော်ပါသားမှုပြုလုပ်ဖို့အတွက်ကိုလိုအပ်တဲ့ပစ္စည်းကိုစုဆောင်းကြပါတယ်။ရှေးအောင်ကျောက်စာတွေမှာဖော်ပြထားတဲ့အတိုင်းကိုပန်းတွေအမွှေးနှံတာတွေအစားအစာတွေနဲ့တခြားပစ္စည်းတွေပြင်ဆင်ကြပါတယ်။ပူဇော်ပါသားမှုပြုလုပ်မဲ့နေရာကတော့လှုပ်ဝက်ရေတံခွန်အောက်ခြေပါ။ရေတံခွန်ကိုတန်ရှင်းရေးလုပ်ပြီးတော့ပန်းတွေနဲ့လှဆင်ကြပါတယ်။ပူဇော်ပါသားမှုပြုလုပ်မဲ့နေကတော့လာပြီးညပါ။လာပြီးညကိုရောက်တော့နှင်းစီလေးမေသူနဲ့ဒေါ်ရီတို့၃ယောက်ဟာလှုပ်ဝက်ရေတံခွန်အောက်ခြေမှာပူဇော်ပါသားမှုပြုလုပ်ကြပါတယ်။နှင်းစီလေးကရှေးအောင်ကျောက်စာတွေကမန္တန်တွေကိုရွတ်ဆိုပြီးတော့နမ်းမေရဲ့ဝိညာဉ်ကိုငြိမ်းချမ်းစွာအနားယူစေဖို့ဆုတောင်းပါတယ်။ပူဇော်ပါသားမှုပြုလုပ်နေစဉ်မှာပဲရေတံခွန်ကနေအလင်းရောင်တစ်ခုထွက်ပေါ်လာပါတယ်။အဲ့ဒီလင်းရောင်ကတဖြည်းဖြည်းနဲ့ပိုပြီးတောက်ပလာပြီးတော့နမ်းမေရဲ့ပုံရိပ်ကရေတံခွန်ထဲမှာပေါ်လာပါတယ်။နမ်းမေကတော့နှင်းစီလေးကိုပြုံးပြပါတယ်။နမ်းမေကနှင်းစီလေးကိုကျေးဇူးတင်ကြောင်းပြောပါတယ်။သူမရဲ့ဝိညာဉ်ဟာငြိမ်းချမ်းစွာကိုအနားယူနိုင်တော့မှာဖြစ်ကြောင်းပြောပါတယ်။နမ်းမေကတော့နှင်းစီလေးကိုဂတိတစ်ခုထပ်ပေးပါတယ်။အဲ့ဒီဂတိကတော့နမ်းမေကတောအုပ်ကြီးကိုထာဝရစောင့်ရှောက်ပေးမှာဖြစ်ပြီးတော့ယောဂလူတွေကိုလည်းအန်ဒီယေကနေကာကွယ်ပေးမှာပါ။နမ်းမေရဲ့ပုံရိပ်ကတော့တဖြည်းဖြည်းနဲ့မိမ့်မိန်ပြောက်ခွေသွားပါတယ်။ရေတံခွန်ကနေထွက်ပေါ်လာတဲ့လင်းရောင်ကလည်းတဖြည်းဖြည်းနဲ့မိမ့်မိန်သွားပါတယ်။နှင်းစီလေးမေသူနဲ့ဒေါ်ရီတို့၃ယောက်ဟာနမ်းမေရဲ့ကျင်းစာကိုလုံးဝဖြေဖြောက်နိုင်ခဲ့ပြီဖြစ်ကြောင်းသိလိုက်ရပါတယ်။နမ်းမေရဲ့ကျင်းစာလုံးဝပြေပြောက်သွားပြီးနောက်ပိုင်းမှာတောအုပ်ကြီးဟာပို့ပြီးတော့ငြိမ်းချမ်းသာယာလာပါတယ်။ယောဂလူတွေကလည်းနမ်းမေရဲ့ဝိညာဉ်ငြိမ်းချမ်းစွာကိုအနားယူသွားပြီဖြစ်ကြောင်းသိတော့ဝမ်းသာအားရဖြစ်သွားကြပါတယ်။နှင်းစီလေးဟာတောအုပ်ကြီးရဲ့အဆောင်ရှောက်ဖြစ်ကိုဆက်လက်နေထိုင်ပါတယ်။သူမကတောအုပ်ကြီးကိုထိမ့်သိမ်းဆောက်ရှောက်ပြီးတော့ရွာကလူတွေကိုလည်းအန်ဒီယေကနေကာကွယ်ပေးပါတယ်။မိသူကလည်းနှင်းစီလေးကိုကူညီပေးပါတယ်။တောအုပ်ကြီးကလည်းရွာရဲ့အသက်သွေးကြောဖြစ်လာပြီးတော့ရွာကလူတွေကလည်းတောအုပ်ကြီးကိုချစ်ခင်မြတ်နိုးလာကြပါတယ်။ရွာကလူတွေဟာနှင်းစီလေးကိုနမ်းမေရဲ့နောက်ဆက်ခံသူဖြစ်ကိုတတ်မှတ်ပြီးတော့သူမကိုလေးစားကြပါတယ်။နှင်းစီလေးကသူမရဲ့စွမ်းအားတွေကိုအသုံးပြုပြီးတော့တောအုပ်ကြီးကိုပို့ပြီးတော့ထိမ့်သိမ်းဆောက်ရှောက်ပါတယ်။သူမတောအုပ်ကြီးတဲ့အသက်ပင်တွေကိုရေလောင်းပေးပြီးတော့တိရစ္ဆာန်တွေကိုအစာကျွေးပါတယ်။တောအုပ်ကြီးကိုဖျက်ဆီးဖို့ကြိုးစားတဲ့သူတွေကိုလည်းတားဆီးပါတယ်။တောအုပ်ကြီးကလည်းအင်းစီလေးရဲ့စွမ်းအားတွေကြောင့်ပို့ပြီးတော့လှပလာပါတယ်။သက်ပင်တွေကပို့ပြီးစိမ့်နှမ်းဆူပြေလာပြီးတော့ပန်းမှန်တွေကလည်းပို့ပြီးတော့ပွင့်လန့်လာပါတယ်။တိရစ္ဆာန်တွေကလည်းပို့ပြီးတော့ပျော်ရွှင်လာကြပါတယ်။အင်းစီလေးရဲ့ဆောင်ရွက်မှုတွေကြောင့်တောအုပ်ကြီးဟာဒေသတွေမှာတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရဲ့စံပြနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။အခြားရွာတွေကပါလာရောက်ကိုလေ့လာသင်ယူကြပြီးတော့နှင်းစီလေးရဲ့ဥဆောင်မှုအတူယူကြပါတယ်။နှင်းစီလေးဟာတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲတွေအလို့ယုံဆွေးနွေးပွဲတွေမှာပါဝင်ဟောပြောရင်းနဲ့သူမရဲ့အတွေ့အကြုံတွေကိုမျှဝေပေးပါတယ်။မိသူကတော့တမီးလေးရဲ့အောင်မြင်မှုကိုကြည့်ပြီးတော့ပီတိဖြစ်နေပြီ။သူမကနှင်းစီလေးရဲ့ဘေးကနေအများတန်းပံ့ပိုးပြီးတော့ကြံ့ကြံ့နေပေးပါတယ်။နှင်းစီလေးနဲ့မိသူတို့သားမင်းတွေဟာတောအုပ်ကြီးအနာဂတ်အတွက်ကိုအတူတကွဆက်လက်လှုပ်ဆောင်ကြပါတယ်။တောအုပ်ကြီးထဲမှာငြိမ်းချမ်းသာယာမှုတွေကိုပြန်လည်ရရှိလာပေမဲ့စိန်ခေါ်မှုတွေကတော့ပေါ်ပေါက်လာမြဲပါပဲ။တနေ့မှာတော့ရွာလေး60ကနေလူစိုးကိုင်းတကိုင်းရောက်လာပါတယ်။သူတို့ကတောအုပ်ကြီးထဲမှာရှားပါတပ်ပင်တွေကိုခိုးယူဖို့ကြိုးစားကြပါတယ်။နှင်းစီလေးကလူစိုးကိုင်းကိုတားဆီးဖို့ကြိုးစားပါတယ်။သူမရဲ့စွမ်းအားတွေကိုအသုံးပြုပြီးတော့လူစိုးကိုင်းကိုတိုက်ခိုက်ခဲ့ပါတယ်။တပ်ပင်တွေကလူစိုးကိုင်းကိုပိတ်ဆို့ထားပြီးတော့တိရစ္ဆာန်တွေကလည်းလူစိုးကိုင်းကိုတိုက်ခိုက်ကြပါတယ်။နှင်းစီလေးရဲ့စွမ်းအားတွေကြောင့်လူစိုးကိုင်းဟာကြောက်တန်ကြထွက်ပြေးကြပါတယ်။နှင်းစီလေးကတောအုပ်ကြီးကိုကယ်တင်နိုင်ခဲ့ပါတယ်။ရွာကလူတွေကလည်းနှင်းစီလေးကိုချီးကျူးကြပြီးတော့သူ့မောက်လေးသားလာကြပါတယ်။ဒီဖြစ်ရဲ့ကြောင့်နှင်းစီလေးကတောအုပ်ကြီးရဲ့အဆောင်ရှောက်ဖြစ်ကိုပို့ပြီးနာမည်ကြီးလာပါ။သူမရဲ့တည်င်းတွေကတရွာလုံးကိုပြန်နှံသွားပြီးတော့အခြားရွာတွေကပါသူမကိုလာရောက်ကူညီတောင်းကြပါတယ်။နှင်းစီလေးကသူမရဲ့စွမ်းအားတွေကိုအသုံးပြုပြီးတော့အခြားရွာတွေကိုလည်းကူညီပေးပါတယ်။
သူမတဘာဝဘေးဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာတွေကိုမျှဝေပေးပြီးတော့ကြွားကလူတွေကိုလည်းတဘာဝပတ်ဝန်းကျင်ကိုချစ်ခင်မြတ်နိုးတောင်သင်ကြားပေးပါတယ်မိသူကတော့နှင်းစီလေးရဲ့လုပ်ရက်တွေကိုမြင်ရတော့ဝမ်းသာမဆုံးဖြစ်ခဲ့ရပါတယ်သူမနှင်းစီလေးကိုဂုဏ်ယူကြောင်းပြောပါတယ်နှင်းစီလေးကလည်းမိသူ့ကိုကျေးဇူးတင်ကြောင်းပြောပါတယ်နှင်းစီလေးရဲ့ဆောင်ရွက်မှုတွေကြောင့်ဒေါသအတင်းမှာပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတွေပုံမအားကောင်းလာပါတယ်သူမဟာလူငယ်တွေကိုစီးရုံပြီးတော့တဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဖွဲ့စည်းတစ်ခုတည်ထောင်ပါတယ်အဲ့ဒီဖွဲ့စည်းကတောအုပ်ကြီးကိုထိန်းသိမ်းဆောက်ရှောက်ပြီးတော့တဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာပေးလုပ်ငန်းတွေလှုပ်ဆောင်ပါတယ်နှင်းစီလေးဟာသူမရဲ့ဘဝကိုတောအုပ်ကြီးနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ကိုမြုပ်နှံထားပါတယ်သူမဟာနမ်းမေရဲ့နောက်ဆုံးဆက်ခံသူဖြစ်ကိုတောအုပ်ကြီးကိုထာဝရစောင့်ရှောက်ပေးပါတယ်မိသူကတော့သမီးလေးရဲ့ဘေးကနေမြဲတမ်းပံ့ပိုးပေးပြီးတော့အကြံဉာဏ်တွေပေးပါတယ်နှင်းစီလေးနဲ့မိသူတို့သားမိနှစ်ယောက်ဟာတောအုပ်ကြီးရဲ့အနာဂတ်အတွက်ကိုအတူတကွကိုဆက်လက်လှုပ်ဆောင်ကြပါတယ်နှစ်တွေကြာလာတာနဲ့မျှနှင်းစီလေးဟာအသက်ကြီးလာပေမဲ့သူမရဲ့စွမ်းအားတွေကတော့မလျော့ပါသွားပါဘူးသူမတောအုပ်ကြီးရဲ့စောင့်ရှောက်ဖြစ်ကိုဆက်လက်နေထိုင်ပြီးတော့ယောဂလူတွေကိုလည်းအန်ဒီရေကနေကာကွယ်ပေးပါတယ်နှင်းစီလေးကသူမရဲ့အတွေ့အကြုံတွေနဲ့အသိပညာတွေကိုလူငယ်မျိုးဆက်အသစ်တွေကိုသင်ကြားပေးပါတယ်သူမလူငယ်တွေကိုတဘာဝပတ်ဝန်းကျင်တွေကိုချစ်ကိုမြတ်နိုးတတ်အောင်တောအုပ်ကြီးကိုထိန်းသိမ်းစောင့်ရှောက်တတ်အောင်သင်ကြားပေးပါတယ်လူငယ်မျိုးဆက်အသစ်တွေကလည်းနှင်းစီလေးရဲ့စကားနားထောင်ပြီးတော့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုစိတ်အားထက်သန်စွာပဲလှုပ်ဆောင်ကြပါတယ်သူတို့ကနှင်းစီလေးရဲ့နောက်ဆက်ခံသူဖြစ်ကိုတောအုပ်ကြီးကိုထိန်းသိမ်းစောင့်ရှောက်ဖို့ပတိပေးကြပါတယ်နှင်းစီလေးဟာသူမရဲ့ဘဝရဲ့နောက်ဆုံးအချိန်ထိကိုတောအုပ်ကြီးကိုထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်သူမငြိမ်းချမ်းစွာပဲကွယ်လွန်သွားခဲ့ပြီးတော့သူမရဲ့ဝိညာဉ်ဟာတောအုပ်ကြီးထဲမှာကြန့်ရှိနေခဲ့ပါတယ်နှင်းစီလေးရဲ့ဝိညာဉ်ဟာနမ်းမေရဲ့ဝိညာဉ်နဲ့တူတောအုပ်ကြီးကိုထာဝရစောင့်ရှောက်ပေးပါတယ်တောအုပ်ကြီးကလည်းအရင်ကတည်းကပိုပြီးလှပလာပါတယ်တပ်ပိန်တွေကပိုပြီးစိမ့်လန်းဆိုပြေလာပြီးတော့ဗမ်းမှန်တွေကလည်းပိုပြီးပွင့်လန်းလာပါတယ်ရိษံတွေကလည်းပိုပြီးတော့ပျော်ရွှင်လာကြပါတယ်ယောဂလူတွေကလည်းနှင်းစီလေးကိုအမြဲတမ်းသတိရနေကြပါတယ်သူတို့ကနှင်းစီလေးရဲ့လုပ်ရက်တွေကိုဂုဏ်ယူပြီးတော့သူမကိုလေးစားကြပါတယ်နှင်းစီလေးအရွာရဲ့သူရဲကောင်းဖြစ်ကိုထာဝရတည်ရှိနေပါတယ်ချမ်းပြည်နယ်မြောက်ပိုင်းကလူမပြောနဲ့ခွေးတောင်ဝင်လို့မရတဲ့ကျင်းစာတိတောကအခုတော့နှင်းစီရဲ့တောအုပ်လို့နာမည်တွင်ပြီးတော့ကြံရေးခဲ့ပါပြီမိသူနဲ့နှင်းစီတို့သားမင်းနှစ်ယောက်ရဲ့မြစ်တာဆွတ်လွတ်နေတာခံမှုတွေကြောင့်ဒီတောအုပ်ကြီးဟာအသက်ဝင်လှပနေစေပါတောအုပ်ကြီးထဲမှာလင်းကြီးတွေတိုက်ခိုက်တိုင်းမှာတည့်ရက်တွေတစ်ချက်ချက်မြည်တမ်းကမိသူနဲ့နှင်းစီတို့ရဲ့ဇလန်းကိုတူတူလေးကိုပြောပြနေတယ်လို့ပါပဲနမ်းမေရဲ့ဝိညာဉ်နဲ့နှင်းစီလေးရဲ့ဝိညာဉ်တို့ဟာတောအုပ်ကြီးကိုထာဝရစောင့်ရှောက်ရည်နဲ့ငြိမ်းချမ်းစွာပဲအတူရှင်တွဲနေထိုင်ကြပါတော့တယ်ဒီဇလန်းကနေသင်ခန်းစာယူစရာတွေအများကြီးရှိပါတယ်တဘာဝပတ်ဝန်းကျင်တွေကိုချစ်ခင်မြတ်နိုးတတ်ဖို့ဂတိတီကိုမေတ္တာတရားနဲ့ဆွတ်လွတ်အနစ်နာခံတတ်ဖို့စတဲ့အရာတွေဟာကျွန်တော်တို့လူသားတွေအတွက်ကိုအရေးကြီးဆုံးသောသင်ခန်းစာတွေပဲဖြစ်ပါတယ်ဗျာဒိဋ္ဌကြီးများခင်ဗျာဒီကနေ့ညတင်ဆက်ပေးခဲ့တာကတော့စာရေးသူမင်းမဟော်ရေးသားထားသောဘုရားလောကဇလံလေးပဲဖြစ်ပါတယ်ခင်ဗျာနောက်လာမယ့်ဇလံများကိုလည်းစောင့်မျှော်နာဆင်အားပေးကြပါအောင်ခင်ဗျာနားဆင်သူပရိသတ်များကိုယ်စိတ်နှဖျားရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ